ယနေ့သာသနာတော်နေ့2552ခုကောဇာတက္ကရာ1380ပြည့်နှစ်တရင်ကျုပ်လဇန်14ရက်နေ့ညမန္တလေးမြို့ချမ်းရည်သာဇံမြို့နယ်ချမ်းသာရထုံငုံအလယ်ပိုင်းစိန်တောင်တိုက်အရှိကျောင်း၌ဆင်ရင်ကျင်းပပြုလုပ်အပ်သည်အလူတော်မင်္ဂလာဓမ္မသဘင်ပွဲ၌ဓမ္မဒါနကုသိုလ်ရှင်အလုဒါယကဥပြေသောအလုဒါယကမဒေါ်ထေးတင်သာအလုဒါယကကိုကျော်စောအောင်သမီးအလုဒါယကမချိုချိုဝင်းသမီးမရင်ရင်မိုးမခင်ခင်မိုးမစန္ဒာအောင်မြေမအိမ်မြတ်နုမိသားစုနှင့်တကဝတရားချစ်ခင်သူတော်စင်အပေါင်းတို့ကနေပြီးတော့စုပေါင်းကျင်းပပြုလုပ်အပ်သည်ဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောလှူဒတ်အောင်သာလှူလိုက်ပါအမည်ရသည့်တရားတော်ပြည့်တဲ့တရားတော်ရဲ့အမည်ကလှူဒတ်အောင်သာလှူလိုက်ပါဗျာတစ်ခေါက်လောက်ပြောကြည့်ပါဦးဗါတဲ့လေလှူဒတ်အောင်သာလှူလိုက်ပါဗျာလှူဒတ်အောင်သာလှူလိုက်ပါလို့ပြောတဲ့ဒီတရားတော်ကိုတို့သူတော်စင်များနာကြားတဲ့အခါကျတော့ပုံမှန်ပြောနေကြအတိုင်းပါပဲလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနာလို့ရပါတယ်ဘယ်လိုနာလို့ရလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါဆိုတာကလက်အုပ်ချီထားလဲရတယ်မချီဘဲနဲ့နေလည်းပဲရဒါပေမဲ့ဘာလေးလုပ်ပေးရမလဲလို့ပြောရင်စလုံးဘယ်နှလုံးနဲ့နာရသုံးလုံးနဲ့နာပေးရမယ်တဲ့အဲ့ဒါမှမှတ်မိတာဟုတ်လားနော်စလုံးသုံးလုံးကတစ်ဘာနဲ့နာပေးမလဲတတိနဲ့နာပေးပါတဲ့ဘာနဲ့နာရမလဲတတိနဲ့နာမှာပါဗျာအေးတတိတရားလေးနဲ့နာပေးအဲ့ဒီတတိလေးကဘယ်ပေါ်မှာထားမလဲလို့ပြောရင်ဟောပြောပြသတဲ့ဓမ္မရဲ့အပေါ်မှာထားဘယ်ပေါ်မှာထားမလဲဓမ္မရဲ့ပသရဲ့ဓမ္မရဲ့ဟောပြောပြသတဲ့ဓမ္မရဲ့အပေါ်မှာထားနံပါတ်1သမာဓိလေးနဲ့နာပါတဲ့ဘာနဲ့နာရမလဲသမာဓိနဲ့နာမှာပါဗျာသမာဓိတရားလေးနဲ့နာသမာဓိနဲ့ဆိုတာကဘယ်မှာသွားပြီးသမာဓိထားရမလဲပြောရင်ဟောပြောပြသတဲ့ဓမ္မရဲ့အပေါ်မှာသမာဓိလေးထားဘယ်ပေါ်မှာထားမလဲဓမ္မရဲ့အပေါ်မှာသမာဓိထားပါပါဗျာဓမ္မရဲ့အပေါ်မှာသမာဓိလေးထားစလုံးဘယ်နှလုံးရနှလုံးရပါပြီဗျာဘာလို့ပြောရင်တတိနဲ့နာပါသမာဓိနဲ့နာပါနောက်ဆုံးရေးကြည့်တာလေးတစ်ခုထက်ပညာနဲ့နာပါတဲ့ဘာနဲ့နာပေးရပညာနဲ့နာမှာပါဗျာပညာဆိုတာကခွဲခြမ်းစိတ်ဖြာပြီးတော့သိတာဘယ်လိုသိတာလဲခွဲခြမ်းစိတ်ဖြာပြီးတော့သိပါတယ်ဗျာဘယ်ပုံမှာခွဲခြမ်းစိတ်ဖြာရမလဲလို့ပြောရင်ဟောပြောပြသတဲ့ဓမ္မရဲ့အပေါ်မှာခွဲခြမ်းစိတ်ဖြာပြီးတော့ကြည်ဩတရားကဒီလိုရှိတယ်တို့ကဒီလိုရှိတယ်လှူတဲ့တန်းတဲ့အခါကျတော့တရားတော်နဲ့အညီဆိုရင်တော့ဒီတိုင်းလှူရမှာပဲတို့လှူနေတာကတော့ဒီပုံစံဖြစ်နေတယ်လို့ဆင်ញင်ပြီးလိုက်လို့မရဘူးလားမှန်ပါရဲ့ဗျာအဲ့ဒီပညာကပို့ပြီးတော့အရေးကြီးတာကြီးသလားမကြီးဘူးလားကြီးပါတယ်ဗျာအေးအဲ့ဒါကြောင့်မို့စလုံးဘယ်နှလုံးနဲ့နာပေးသုံးလုံးနဲ့နာပါပါဗျာနာပေးပါတဲ့ဘာတွေနဲ့နာမလဲတတိနဲ့နာသမာဓိနဲ့နာပညာနဲ့နာရမှာပါဗျာသုံးလုံးနဲ့နာအဲ့ဒီသုံးလုံးလေးနဲ့နာလိုက်ရင်တို့သူတော်စင်များတရားဝယ်ပြီးသွားတာနဲ့တပြိုင်နက်သိသိထိုက်တဲ့ဓမ္မသိသလားမသိဘူးလားသိပါတယ်ဗျာအဲ့ဒါဒီတရားဝယ်ကျင့်ပရခြင်းရဲ့အကျိုးပဲနော်ခိုဒီမှာကြည့်လိုက်တော့ဒီတရားဝယ်ဒီဘာကိုအကြောင်းပြုပြီးတော့ဖြစ်ကြတာလဲလို့ပြောရင်ဟုတ်လားနော်ဒီတရားဝယ်ကအခုဘာအတွက်လုပ်တာလဲအလှအတွက်လုပ်တာဘာအတွက်လုပ်လဲအလှအတွက်ပါဗျာအေးအဲ့ဒါကြောင့်မို့အခုအလှပေးကြတဲ့ဒကာကြီးဥပြေတော်တို့လိုပဲနောက်ကပေးကြမဲ့ပုံကိုယ်တွေလည်းမရှိဘူးလားရှိပါတယ်ဗျာအေးအဲ့ဒါကြောင့်မို့အလှပေးရင်ပေးတတ်ဖို့ရအရေးကြီးတယ်ကြီးသလားမကြီးဘူးလားကြီးပါတယ်ဗျာအလှပေးလို့ရှိရင်လည်းပဲပေးတတ်အောင်ပေးရမယ်အလှမပေးတတ်ဘူးရဲ့လို့ဆိုရင်ဘာတွေဖြစ်မလဲလို့ပြောရင်ကိုယ်ကုံနဲ့ပစ္စည်းအလကားဖြစ်တာပေါ့ဖြစ်သလားမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာလောကထဲမှာပစ္စည်းတွေကအလကားရတာရှိရလားမရှိပါဘူးဗျာအလကားရတဲ့ပစ္စည်းဆိုတာမရှိဘူးကြိုးစားပန်းစားချွေးနဲ့သွေးနဲ့ရင်းနှီးပြီးတော့ရှာရသလားမရှာရဘူးလားရှားပါတယ်ဗျာအေးဒီခေတ်ကြီးတဲ့ပိုးတောင်ဆိုးသေးတယ်ဆိုးသလားမဆိုးဘူးလားဆိုးပါတယ်ဗျာပို့ပြီးတော့ကြိုးစားပန်းစားနဲ့ရှာမှအဲ့ဒီပုဂ္ဂိုလ်ဒီနေနိုင်ထိုင်နိုင်အဆင့်ပဲအဲ့ဒီတဲ့
ပို့ပြီးတော့လုံလဝရိယစိုက်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့လှူနိုင်တန်းနိုင်အဆင့်ရောက်မှာဟုတ်လားတာမန်နဲ့တင်အလှပေးဖို့လွယ်ရလားလွယ်ပါဘူးဗျာမလွယ်ဘူးဟုတ်လားအဲ့ဒါကြောင့်မို့ကိုယ်အလှပေးတဲ့အချိန်မှာကြကြနနပေးတတ်အောင်ပေးရမယ်တဲ့မြန်မာနိုင်ငံရဲ့အနေအထားကိုကြည့်ရင်လည်းပဲဟုတ်လားဗုဒ္ဓရဲ့လမ်းစဉ်ကဒါနာသီလဘာဝနာလမ်းစဉ်ဘယ်နှရက်ချတာ3ရက်ပါဗျာဘာတွေချတာလဲဒါနာသီလဘာဝနာပါဗျာဒါနာရဲ့သီလရဲ့ဘာဝနာရဲ့အဲ့လို3ဆင့်ရှိတဲ့တဲကလွယ်ဆုံးအလုပ်ကအလွယ်ဆုံးလေလူရန်ပေကံညင်းသည်အလွယ်ဆုံးပဲအဲ့ဒီတဲ့ခတ်သွားတဲ့အရာဒီဘယ်ရလဲလို့ပြောရင်သီလဆောက်တည်ဖို့ကြတော့ခတ်သွားပြီကိုချင်းကောင်းအောင်နေဖို့ကြလွယ်ရလားလွယ်ပါဘူးဗျာမလွယ်ဘူးအဲ့ဒီတဲ့ခတ်တာကြတော့ဘာဝနာပေါ်များလို့တဲ့ဘာပေါ်များလို့ဘာဝနာပေါ်များလို့ဒီလိုသုံးမျိုးရှိတဲ့တဲကဒါနဤအလွယ်ဆုံးအဲ့ဒီတဲ့ခတ်သွားတာကသီလအဲ့ဒီတဲ့ခတ်သွားတာကဘာဝနာအားထုတ်တဲ့ပုဂ္ဂိုလ်မှာတန်တာကလို့ဘာလို့ရတာလဲဘောဓဘာနာဂရနာဂယန္တာဒီသိရင်အဲ့ဒီပုဂ္ဂိုလ်ဒီလောကကြီးကနေလွတ်သလားမလွတ်ဘူးလားလွတ်ပါဘူးဒီသန္တာစက်ဝိုင်းတွေကနေလွတ်တယ်သီလစောင့်တည်ရုံနဲ့သန္တာကလွတ်ရလားလွတ်ပါဘူးဒါနကြည့်ရုံနဲ့ရောရရလားမရပါဘူးဒါပေမဲ့လောကထဲမှာတို့လိုက်ပြီးတော့ကြည့်လိုက်ရင်ဒီသုံးမျိုးတွေကအလုပ်သုံးလုပ်ကနေပါလေလို့ပြောရင်ဒါနအလုပ်ဖြစ်ဆုံးပဲဘာဒီလုပ်ဖြစ်ဆုံးလဲဒီလိုသန္တာအလူကြီးတွေမလူဖြစ်တောင်မှတို့ဆိုလို့တင်များကိုယ့်အိမ်မှာသုံးလောင်းတာတွေရှိလားရှိပါတယ်တက်နိုင်သမျှပေးတယ်ကျွေးတယ်စောင့်ရှောက်တယ်အဲ့ဒီလုပ်ငန်းတွေလုပ်တာတီလဲပဲအဲ့ဒါဘာလဲပြောရင်ဒါနကြီးတယ်ပဲဟုတ်လားဒီလိုအလူအတန်းပေးတယ်ဆိုတာကတော့တကယ်ကြကြနနပို့ပြီးတော့မွန်မွန်မြက်မြက်လုပ်တဲ့အလုပ်ပေါ့ဟုတ်လားနော်ခုဒီဒါနာပွဲကိုကြည့်လိုက်လို့ရှိရင်ကိုရင်ဘယ်နှပါးဝဲမှာလဲ50ပါဗျာကိုရင်50ညားလာ ਈ လားဘယ်နှပါးဝဲမှာလဲ50လုံးတက်တက်လုံးဝဲမှာလားကိုရီးယားမဝဲပါဘူးဖေရတယ်ဟုတ်လားပါတယ်လေမဝဲပါဘူးဖေရတယ်အားရှိစရာတော်ကောင်းတယ်ဟုတ်လားမရဘူးသူက50စရင်ပေးပြီးသွားရင်အပြန်အကုန်လုံးလိုက်ခဲ့ရမှာနော်ဟုတ်လားအေးအဲ့ဒါအကုန်ခေါ်သွားပြီးတော့50လုံးမြဲအောင်ကြွေးမွေထားရလိမ့်မယ်ဟုတ်လားဘယ်နှပါးဝဲမှာလဲ50ပါဗျာ50ကဲကြည့်လိုက်တော့50ဆိုတဲ့အာဒီနဲရလားမနဲပါဘူးဗျာမနဲဘူးအကုန်လုံးသာမြဲမယ်ဆိုရင်သာသနာအတွက်တအားကောင်းသလားမကောင်းဘူးလားကောင်းပါတယ်ဗျာအကုန်လုံးသာမမြဲဘူးဆိုရင်လေသာသနာတော်အတွက်တအားရော့သလားမရော့ဘူးလားရော့ပါတယ်ဗျာရော့တယ်ဟုတ်လားအဲ့ဒါကြောင့်မြဲနိုင်ရင်တော့ကောင်းတာပေါ့ကောင်းသလားမကောင်းဘူးလားကောင်းပါတယ်ဗျာအေးဘုန်းကြီးကျောင်းတွေကအရင်စနစ်တိုင်းမဟုတ်တော့ဘူးအခုခေတ်မီတဲ့စနစ်တွေဖြည့်ကုန်ပြီတို့လူငယ်ဖြစ်တဲ့ဒါသင်္ကန်းဝတ်ကြမဲ့ပုဂ္ဂိုလ်များတို့ကထင်နေတာကဘုန်းကြီးကျောင်းဟဲ့လို့ဆိုရင်ရံမင်္ဂလံဒွါရတဟိကြီးတဲ့သင်ပေးမယ်ထင်တာဟုတ်လားဘာကြီးတဲ့ထင်ရံမင်္ဂလံပါဗျာရံမင်္ဂလံဒွါရတဟိကဘယ်ပါမင်္ဂလာတုတ်ကပါဗျာမင်္ဂလာတုတ်ထေရပါတယ်ဟာဘုန်းကြီးကျောင်းသွားအပ်လိုက်ရင်တော့ယတာနုဘာဝတော်ယခာနိဝဒတန္တိဘိသနံဆိုဒါကြီးတဲ့သင်မှာထင်းနေတာဟုတ်လားနော်မှန်ပါဗျာဒီခေတ်မှာတော့အဲ့လိုဟုတ်သေးလားဟုတ်ပါဘူးဗျာမဟုတ်တော့ဘူးဦးဇင်းတို့ကျောင်းလိုက်ခဲ့ဘယ်အရွယ်ပဲလိုက်ခဲ့ဒီအရွယ်ကိုရင်လေးတွေဆိုရင်တော့ပူသဘောကျ60 80ဆိုရင်တော့နိုးပဲဟုတ်လားအဲ့အရွယ်ဆိုတော့မရတော့ဘူးနော်ဒီအရွယ်ကိုရင်လေးတွေကြတော့ရွှွန့်ရုပ်လိုပဲဘာရုပ်လိုလဲရွှွန့်ရုပ်ကကိုချိုးတဲ့ပုံစံတိုင်းရသလားမရဘူးလားရပါတယ်ရတယ်ကြိုက်တဲ့ပုံစံလုပ်လို့မရဘူးလားရပါတယ်အေးမင်းတို့ဒီလိုလေးနေဆိုရင်နေတယ်ဒီစာလေးပြက်ဆိုရင်ပြက်တယ်ကဲကြီးမားမားကဝစ်ပြီဆိုရင်တော့50 60ဆိုထိုင်ဆိုရင်မထိုင်ချင်ဘူးကြက်ဆိုရင်မကြက်ချင်ဘူးအဲ့လိုမျိုးဖြစ်တတ်တယ်ဖြစ်သလားမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာအဲ့ဒါကြောင့်မို့ကိုရင်50တကယ်လို့မြန်လိုက်ချင်တယ်ဆိုရင်ပြောဟုတ်လားနော်အေးအဲ့ဒါဥစဉ်တို့ကျောင်းမှာတော့ရံမင်္ဂလံဒွါရတဟိတွေမကဘူးဘာတွေပါသင်ပေးမလဲပြောရင်ပါဠိစာပေသင်ပေးမယ်ဘာ
ဘာသင်ပေးမလဲ ပါဠိစာပေပါဗျာ အင်္ဂလိပ်စာပေသင်ပေးမယ်ဘာသင်ပေးမလဲ အင်္ဂလိပ်စာပေပါဗျာ နောက်တက္ကတစာပေသင်ပေးမယ်ဘာသင်ပေးမလဲ သက္ကတစာပေပါဗျာ နောက်ကွန်ပျူတာသင်ပေးမယ်ဘာသင်ပေးမလဲ ကွန်ပျူတာသင်ပေးမှာပါ နောက်က ဗျာ အီးမေးလ်အင်တာနက်သုံးနည်းကိုသင်ပေးမယ်ကဲခေတ်မှီသလားမမှီဘူးလား ပြီးပါတယ်ဗျာ အဲ့ဒီပညာအပြည့်အဝအကုန်ပေးမယ်ဟုတ်လားနော်အဲ့ဒီပညာအပြည့်အဝပေးမယ်ကဲလိုက်မလားမလိုက်ဘူးလားအဲ့ဒါပဲဟုတ်လားအားရှိတယ်တော့ကောင်းတယ်ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့သင်္ကန်းဝတ်နဲ့နော်လိုက်ပြီးတော့ကြည်လိုက်ရင်တော်တော်များများကခဏဝတ်ပြီးတော့တက်ခေါက်သွားတာများတာခောက်သလားမခောက်ဘူးလား ဟုတ်ပါတယ်ဗျာ အေးဒါဦးဇင်းတို့တောင်တော်တော်မိုက်လို့ကြံနေကြတာတော်တော်များများကလူလိမ္မာသားသမီးတွေကြီးတယ်ဆိုတော့ခဏလေးထွက်သွားတယ်ဘာလို့လူလိမ္မာလဲလို့ပြောရင်မိဘစကားနားထောင်တာဘာနားထောင်တာလဲ မိဘစကားနားထောင်တာပါဗျာ မိဘကလည်းပဲတခါတည်းမှာလွတ်လိုက်တာငါသား9ရက်ထက်မပူစေနဲ့နော်ဟုတ်လားမှားသလားမမှားဘူးလား မှားပါတယ် အေး ဗျာ ကျောင်းပိတ်ရက်ဖြစ်ရင်လည်း10ရက်ထက်မပူစေနဲ့ဒါသူ့သားယဟန္တာဖြစ်သွားမှစိုးတာနော်ဘာဖြစ်သွားမှစိုးတာလဲ ရဲနာဖြစ်မှာဆို အေးအဲ့ဒါမျိုးဖြစ်ပြီးတော့9ရက်လောက်ဝိလေရရင်ဒါမှမဟုတ်ရင်တစ်ပတ်လောက်ဝိလေရရင်10ရက်လောက်ဝိလေရရင်သာသနာတာဝန်ကြည်ပြီလို့ထင်သလားမထင်ဘူးလား ထင်ပါတယ်ဗျာ တကယ်တမ်းကအဲ့လောက်နဲ့တော့ရရဲ့လား ရပါဘူးဗျာ ဦးဇင်းတို့မျောလင့်တာကမျိုးဆက်သစ်လူငယ်ကိုပဲမျောလင့်ဘာလို့မျောလင့်လဲ ရိုးစက်သိလူငယ်ပါဗျာ မျိုးဆက်သစ်လူငယ်လူပိုင်းမှာအရေးကြီးတယ်လို့ဘုန်းကြီးပိုင်းမှာလည်းအရေးကြီးသလားမကြည့်ဘူးလား ပြီးပါတယ်ဗျာ ကြည့်တယ်ခုဦးဇင်းတို့ကတော့ကြာကြာနာနာလိုက်ပြီးတော့ကြည့်နေတော့သင်္ကန်းဝတ်တဲ့အားကိုစနစ်တကျလေ့လာကြည့်တယ်ဒီရွာလေးတွေဆိုရင်လေဒီရွာကအင်ကြီးဘယ်လောက်ရှိသလဲကိုရင်ဘယ်နှပါးဝတ်တယ်လဲယဟန်ဘယ်နှပါးရှိတယ်လဲတောထွက်ဘယ်နှပါးရှိတယ်လဲလို့၃မျိုးလေ့လာဘယ်နှမျိုးလေ့လာ သုံးမျိုးလေးလာပါဗျာ နံပါတ်1ကကိုရင်နံပါတ်2ကယဟန်နောက်တစ်ခုက တော်တော့ပါဗျာ အေးအဲ့ဒီ၃မျိုးကိုလေ့လာကြည့်တဲ့အခါအခုတော်တော်များများကကြီးရွာလေးတွေကစခစ်မိလာပြီပြည့်တဲ့မိသလားမိဘူးလား ပြီးပါတယ်ဗျာ ကြီးရွာတွေကခစ်မိသွားတဲ့အခါဘာလုပ်တယ်လဲလို့ပြောရင်သူတို့သားသမီးများသင်္ကန်းဝတ်ခိုင်းလို့ရှိရင်တစ်ပတ်နှစ်ပတ်ပြင်ထားသေးလား ထားတော့ မ ပါဘူး ထားတော့ဘူးဦးဇင်းတို့လက်ထက်ကရွာပြန်သွားတန်ငါ450ကတော့အမြဲတမ်းရှိတယ်ကိုရင်450ပျော်စရာကြီးနော်ဒီမှာနေဆုံးခံလိုက်တော့ကြနေပိုင်းရောက်သွားရင်စာလေးကြက်ခိုင်းတာကြက်လိုက်ကစားလိုက်နဲ့အမေအဖေကိုသတိမရရဲ့လား ရပါဘူးဗျာ အဲ့ဒါမျိုးနေနိုင်တယ်ဒီခေတ်ရောက်တဲ့ခါကျတော့အဲ့ဒါမျိုးမရတော့ဘူးဘုန်းကြီးကျောင်းသွားပြီးတော့ကြည့်လိုက်တော့လေကိုရင်လေးကတစ်ပါးတချို့ကျောင်းကနှစ်ပါးတချို့ကျောင်းကကျတော့တစ်ပါးမှမရှိဘူးဟုတ်လားအဲ့ဒါမျိုးကျောင်းလေးတွေများလာတဲ့အခါကျတော့ဝိတဲ့ကိုရင်လေးကလည်းအဖော်မရှိတော့နေနိုင်သေးလား နေနိုင်ပါဘူးဗျာ မနေနိုင်တော့ဘူးအဲ့ဒါကြောင့်သာသနာကွယ်တယ်ဆိုတာကအဲ့ဒါမျိုးဖြစ်ပြီးကွယ်တာနော်ခုဘုန်းကြီးကျောင်းတွေမှာလိုက်ပြီးတော့ကြည်လိုက်ရင်တော်တော်များများကိုယ့်ရဲ့ရက်ရွာကိုပြန်ပြီးတော့ကြည့်ဒီထဲမှာရွာတွေကနေပြောင်းလာတဲ့မြို့ရောက်တဲ့ပုဂ္ဂိုလ်တွေလည်းမပါဘူးလား ပါပါတယ် ပါတယ်ပြန်ပြီးတော့ကိုယ့်ရဲ့ကိုယ်ရွာပြန်ကြည့်လိုက်လို့ရှိရင်တို့ငယ်တုန်းကခစ်နဲ့ဒီခစ်နဲ့ဘလောက်ကွာသွားပြီလဲလို့အကဲခတ်လို့မရဘူးလား ရပါတယ်ဗျာ ရတယ်ပထမဘုန်းကြီးကျောင်းကြည့်လိုက်ရင်ကျောင်းသားရှိရဘာရှိရမလဲ ကျောင်းသားကြည့်ရမှာပါဗျာ အဲ့ဒါဒီရင်းမြစ်ပဲနော်ဦးဇင်းတို့ဒီအရွယ်9နှစ်သားစပြီးတော့သင်္ကန်းဝတ်တယ်သင်္ကန်းဝတ်တော့အိမ်ကဘယ်ရင်စပို့လိုက်တယ်လဲဆိုရင်ဘုန်းကြီးကျောင်းကိုအရင်ပို့လိုက်ဘယ်လောက်ပို့လိုက် ဘုန်းကြီး ဘုန်းကြီးကျောင်းကိုစပြီးတော့တစ်လပို့တာဘယ်လောက်ပို့လဲ တလားပါဗျာ တစ်လပို့ထားတယ်ပို့ထားပြီးတော့အိမ်ကနေပြီးတော့ဂျိုင်လေးလာပြီးတော့ပို့ဂျိုင်လေးလာပြီးတော့ကျောင်းသားဘဝကမှကျောင်းအိတ်ကျောင်းသားကျောင်းနဲ့ရင်းနှီးအောင်ဘုန်းကြီးနဲ့ဆက်ဆံတဲ့အောင်တခါတည်းလှုပ်ပေးထားတယ်ဒီခေတ်ရောက်တဲ့အခါကျတော့ဝိခံနီးကြမှာပဲမနေကျောင်းခေါ်လာပြီးတော့ခေါင်းရိပ်လိုက်တဲ့အခါသိမလားမသိဘူးလား သိပါတယ်ဗျာ ရှင်းတုန်းကစနစ်ကအဲ့တိုင်းဘုန်းကြီးကျောင်းကိုအရင်အပ်လိုက်ပြီးတော့အဲ့ဒီဘုန်းကြီးကနေပြီးတော့သကလာဝတ္တဒုက္ခနိတရဏနိဗ္ဗာနတသစ္စိကရဏထာယဣမံဂါတဝံဂဟိတဝပပဇိထမံဗန္တိအနုကံပံဥပါဒာယသင်သလားမသင်ဘူးလား သိပါတယ်ဗျာ ဒီခေတ်သင်သေးလားမသင်သေးလားဟုတ်လားအဲ့ဒါတွေကြတော့ဖြောက်မပြစ်သင်ဘူးဟုတ်လားနော်သင်ပေးရနော်သင်ပေးမှပို့ပြီးတော့အသင်ပြေတာအဲ့လိုဆိုလို့ရှိရင်သင်ပေးလိုက်ရင်ဘုန်းကြီးကျောင်းနဲ့ယဉ်နီးသလားမယဉ်နီးဘူးလား ရင်းနှီးပါတယ်ဗျာ ဘုန်းကြီးကျောင်းနဲ့အဲ့ဒါဆိုရင်ယဉ်နီးပါလိမ့်မယ်ယဉ်နီးပြီးတော့
ဒီကွင်းကနေနီးထိုင်နီးစာကြက်နီးလေးတွေကစသင်္ကန်းမဝိခင်ကစရင်းနီးနေတဲ့အခါသင်္ကန်းဝစ်လိုက်တော့သိအထူးတွေလုပ်เสียလိုသေးလားလိုပါဘူးဗျာမလိုတော့ဘူးအဲ့ဒါမျိုးလေးရှင်းတုန်းကတော့ရှိတယ်ဒီခေတ်ကျတော့အဲ့စနစ်ပျောက်သလားမပျောက်ဘူးလားပျောက်ပါတယ်ဗျာအဲ့ဒါဒီလည်းပဲသာသနာရဲ့ဒါအားကျသွားတယ်ဘာကျသွားလဲအားကျသွားတော့ပါဗျာအားကျသွားတော့တာဖြည်းဖြည်းနဲ့အဲ့လိုဖြည်းရင်းနဲ့သာသနာဟာကွယ်တတ်တယ်အဓိကကတော့ကိုရင်ပေါက်စာလေးတွေရှိနေမှဘာလေးတွေရှိနေမှလဲကိုရင်ပေါက်စာလေးတွေရှိနေမှကိုရင်ပေါက်စာလေးတွေရှိနေမှအဲ့ဒီကိုရင်လေးတွေကိုစနစ်တကျသင်ပေးပြီးတော့တပြေးနဲ့စာမွေးဝဲများအောင်မအောင်တောင်မှသူကိုယ်တိုင်လေးလာပြီးတော့စာပေတွေကိုတက်သူကိုယ်တိုင်ကပြန်လဲပို့ချပြီးတော့သာသနာကိုပြုသွားမှရတာလက်ဆင့်ကံထမ်းသွားမှရဒီတိုင်းပြစ်ထားလို့ရရဲ့လားရပါဘူးဗျာအေးအဲ့ဒါကြောင့်တို့သူတော်စင်များကလည်းကိုသားသမီးများကိုသင်္ကန်းဝေလေးနဲ့မြဲအောင်အားစိုက်ပေးဖို့မလိုဘူးလားလိုပါတယ်ဗျာလိုတယ်တခါတည်းဝိကလေးကမှားမလွတ်လိုက်နဲ့ဘလောက်ပြည့်ရင်ထွက်ခဲ့ကွာနဲ့မလွတ်လိုက်နဲ့နော်အဲ့ဒါမျိုးဆိုရင်တဖြည်းဖြည်းနဲ့ဝိတဲ့ပုဂ္ဂိုလ်နေလာလိမ့်မယ်မနေဘူးလားနေပါရဲ့အေးနေရင်အဲ့ဒါသာသနာလည်းပဲကွယ်နိုင်တယ်ပြိတ္တိကွယ်မလားမကွယ်ဘူးလားကွယ်နိုင်ပါတယ်ဗျာကွယ်အဲ့ဒါကြောင့်မို့တို့သူတော်စင်များအလူအတန်းပြုပြီဟဲ့လို့ဆိုရင်ကိုကအလူထဲမှာတော့ရှင်ပြုတ်တဲ့အလူကတော်တော့ကိုမွန်မြတ်ဘူးလားမွန်မြတ်ပါတယ်ဗျာတကယ်လို့ဒီအလူကနေပြီးတော့အလူပြီးသွားတဲ့နောက်ကိုရင်လေးကကိုအလူကဝစ်တဲ့ကိုရင်လေးကဆက်ပြီးတော့မြဲသွားလိုက်ရင်သာပေတွေသင်ကြားပြီးသွားရင်ဘွဲတွေတစ်စင်ပြီးတစ်စင်ရပြည်တွင်းသာသနာပြုပြည်ပသာသနာပြုတွေဖြစ်လာရင်အဲ့ဒီတကားသည်ဘာနဲ့သွားပြီးတော့ဒီကွင်လေးဝစ်ပေးထားတာဘာနဲ့တူတယ်လေလို့ပြောရင်ဟုတ်လားအပင်တပင်စိုက်လိုက်တာနဲ့အတူတူပဲဘာနဲ့တူလဲအပင်တပင်စိုက်တာနဲ့တူပါအပင်တပင်စိုက်လိုက်တဲ့အခါဒီပင်လေးကတဖြည်းဖြည်းကြီးလေအရေးရသလားမရဘူးလားရပါတယ်ဗျာရတယ်အခုလည်းပဲအဲ့ဒီအတိုင်းပဲနော်သာသနာမှာအဲ့ဒါမျိုးနေပြီးတော့ကြီးပွားသွားလို့ဒီကိုရင်ကနေအောင်မြင်တဲ့ပုဂ္ဂိုလ်ယဟန်တော်တစ်ပါးဘုန်းကြီးတစ်ပါးဖြစ်သွားမယ်ဟဲ့လို့ဆိုရင်သူရှိမှသာသနာလုပ်ငန်းတွေလုပ်နေသမျှတကားမှာကုသိုလ်ရသလားမရဘူးလားရတယ်အဲ့ဒါကြောင့်ဒီတကားဒီလည်းပဲအဲ့ဒီယူရချက်နဲ့ပြုတာလို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားနော်အဲ့ဒါကြောင့်မို့ပြုပေးယုံနဲ့တော့မပြီးဘူးဘယ်လိုမှပြီးမှလဲမြဲအောင်စောင့်ရှောက်ပေးရမယ်ဘာလို့ပေးရမလဲမြဲအောင်စောင့်ရှောက်ပေးရမှာပါအေးအဲ့ဒါကြောင့်မို့ဒီအလူဝဲမှာဦးဇင်းကဒါနပြုနည်းလေးသင်ပေးခြင်းတာဘာပြုနည်းလဲဒါနပြုနည်းပါဒါနပြုနည်းတဲ့ဒါနကအလွယ်ဆုံးအလုပ်ဆိုပေမဲ့လူတိုင်းဒါနပြုနိုင်သလားလို့ပြောရင်ပြုနိုင်ရဲ့လားပြုနိုင်ပါဘူးအေးဒါနမပြုနိုင်တဲ့ပုဂ္ဂိုလ်ကလည်းမပြုနိုင်ခြင်းရဲ့အကြောင်းတွေရှိတယ်ဒါနပြုတဲ့ပုဂ္ဂိုလ်ကလည်းပြုနိုင်ခြင်းရဲ့အကြောင်းတွေရှိတယ်ဟုတ်လားအဲ့ဒီထဲမှာအခုကြည့်လိုက်တဲ့အခါလှူဒတ်ဗါတဲ့တော့လှူဒတ်အောင်တာလှူလိုက်ပါဆိုတဲ့ခေါင်းစည်းရဲ့အောက်မှာဦးဇင်းကဘယ်နှချက်လောက်သင်ပေးမလဲပြောရင်5ချက်လောက်သင်ပေးမှာဘယ်နှချက်လဲ5ချက်ပါဗျာကဲဘာတွေလဲပြောရင်နံပါတ်1ကဒါနမပြုနိုင်ခြင်းအကြောင်း2မျိုးပါဗျာဗါတဲ့လေဒါနမပြုနိုင်ခြင်းအကြောင်း2မျိုးပါဗျာနောက်နံပါတ်2ကဒါနပြုရာမှတ်စရာ3မျိုးဒါနပြုရာမှတ်စရာ3မျိုးတဲ့နောက်နံပါတ်3ကဒါနဤမျက်မှောက်အကျိုး5ပါးဒါနဤမျက်မှောက်အကျိုးဘယ်နှပါးလဲ5ပါဗျာ5ပါးတဲ့နောက်နံပါတ်4ကဗါတဲ့လေသာသနာတွင်မှာသာပြုလုပ်နိုင်သောဒါန5မျိုးပါဗျာသာသနာတွင်မှာသာပြုလုပ်နိုင်သောဒါန5မျိုးပါဗျာနောက်နံပါတ်5ကဗါတဲ့လေရှင်ပြုရာပြည့်စုံရမည်အင်္ဂါ3ပါးပါရှင်ပြုရာပြည့်စုံရမယ်အင်္ဂါဘယ်နှပါးတယ်လဲ3ပါးပါဗျာ3ပါးအဲ့ဒီအကြောင်းလေးတွေကိုဦးဇင်းကခက်ချင်းချင်းပြောပေးသွားမယ်ပြည့်တဲ့ဘာကြောင့်ခက်ချင်းချင်းလေးပါတယ်လဲလို့ပြောရင်ဒီနေ့ဒီပွဲပြီးရင်နောက်တစ်ပွဲဆက်ရလိမ့်မယ်ဟုတ်လားဦးဇင်းကပုံမှန်ဆိုရင်တော့2ပွဲဟောလေဟောတာမရှိဘူးဒါပေမဲ့ပေါ်တော်မူဖရာတွေပေါ်တာဖရာရှင်မြတ်လုတ်ပါဖရာချီးမြှောက်ပါဖရာဆိုပြီးတော့ဇွတ်လုတ်တာနဲ့အဲ့ဒါ2ပွဲဖြစ်နေတာပြည့်တဲ့နော်ဒီအဲ့ဒါကြောင့်ဒီပွဲပြီးလို့ရှိရင်အဲ့ဒီချော်စိတ်မှာသူကတရားတစ်ပွဲဟောเสียရှိတာဟုတ်လားနော်အေးအဲ့ကြတော့ဒါနမပြုနိုင်ခြင်းရဲ့အကြောင်းတရား2ပါးကိုစဉ်းစားကြည့်တဲ့လောကမှာဒါနမပြုနိုင်တဲ့ပုဂ္ဂိုလ်သည်ဘလို့ပုဂ္ဂိုလ်တွေဒါနမပြုနိုင်ဘူးလဲလို့ပြောရင်နံပါတ်1ပမာဒတဲ့ဗါတယ်လေပမာဒနံပါတ်1ဗါတယ်လေပမာဒပါဗျာဦးဇင်းကပါဠိစလုံးလေးတွေကိုလည်းပဲတစ်လုံးတည်နှလုံးတည်နည်းနည်းမှတ်စေခြင်းတယ်ပေါ့
ဘာလို့လဲပြောရင်အဲ့လိုမှတ်သွားလိုက်ရင်တဖြည်းဖြည်းနဲ့ပါဠိစာပေနဲ့ယဉ်နီးလာလိမ့်မယ်ဘာလို့လာမလဲပါဠိစာပေနဲ့ယဉ်နီးလာလို့ချင်းအ ਨੇ ဆုံးအဆင့်ဘာသာမပြန်တတ်တောင်မှကိုယ်တိုင်ကနေပြီးတော့အဲ့ဒီစလုံးလေးကိုတို့ကြည့်လိုက်တာနဲ့အလွယ်တကူတော့ဖတ်တတ်လိမ့်မယ်ဖတ်တတ်ဘူးလားဖတ်တတ်ပါအနှုတ်စဉ်နှလုံးလောက်သာဆင့်ထားလိုက်လေထွက်နေတော့တာဖတ်တတ်သေးလားအဲ့ဒါမျိုးဖြစ်တတ်တယ်ဒါနမပြုနိုင်ခြင်းရဲ့အကြောင်းထဲမှာနံပါတ်1ပမာဒတဲ့ဗါတယ်လေပမာဒပါဗျာဘုရားကမြန်မာလိုကြတော့မေ့လျော့ခြင်းတဲ့ဗါတယ်လေမေ့လျော့ခြင်းဒါနမပြုနိုင်တဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်တွေမပြုနိုင်ဘူးလဲလို့ပြောရင်မေ့နေတဲ့ပုဂ္ဂိုလ်တွေဒါနမပြုနိုင်ဘူးတဲ့ဘာလို့နေတဲ့ပုဂ္ဂိုလ်လဲမေ့နေတဲ့ပုဂ္ဂိုလ်ပါဘာတွေကိုမေ့နေတာလဲလို့ပြောရင်ကုသိုလ်တရားတွေမေ့နေတာဘာတွေမေ့နေတာလဲကုသိုလ်တရားတွေမေ့နေတာပါဗျာနောက်တစ်ခုကကြတော့ဘာတွေကို तू မေ့နေသေးတယ်လဲလို့ပြောရင်လူဘဝဆိုတာမတည်မြဲဘူးဆိုတာလေးမေ့နေတာဘာမေ့နေတာလဲလူဘဝဆိုတာမတည်မြဲဘူးဆိုတာလေးမေ့နေတယ်နောက်တစ်ခုကရှိနေတဲ့ပစ္စည်းဥစ္စာအားလုံးသောအရာဒီတည်မြဲရဲ့လားမတည်မြဲပါဘူးမတည်မြဲဘူးဟုတ်လားဘယ်အရာမှမတည်မြဲဘူးတည်မြဲရဲ့လားမတည်မြဲပါဘူးအထူးအဖြင့်ပမာဒမေ့လျော့တယ်ဆိုတာကကုသိုလ်ပြုဖို့မေ့တာဘာမေ့တာလဲကုသိုလ်ပြုဖို့မေ့တာပါဗျာဒီပေါ်လေးရှိလာတဲ့အခါမှာ तू ကဘယ်အာယုန်တွေပဲရတယ်လေလို့ပြောရင်လောကီဘက်ကိုပဲစဉ်းစားတယ်တစ်ခုပြီးတစ်ခုကိုယ်မှအိမ်ဝိုင်းလေးမရှိသေးရင်အိမ်ဝိုင်းလေးလှုပ်တယ်ပြီးသွားအိမ်လေးဆောက်တယ်ပြီးသွားလို့ရှိရင်အဲ့ဒီအိမ်လေးကနေတဆင့်တက်ပြီးတော့တိုက်လေးထိရောက်တယ်အဲ့ဒါတွေကလှုပ်တဲ့သလားမလှုပ်တဲ့ဘူးလားလှုပ်တဲ့ပါတယ်တကယ်လှုပ်တဲ့နဲ့လို့ဒါလှုပ်ရမှာဟုတ်လားနော်ဘာလို့လဲပြောရင်ဒီအိမ်တစ်လုံးရဲ့ကောင်းကောင်းမွန်မွန်ဆောက်ထားတာကိုကြည်သွားဖြင့်ကိုယ်မှာလုံလဝရိယဘယ်လောက်ရှိတယ်ဆိုတာကြံတဲ့လူကကြည်ယုံနဲ့သိလို့မရဘူးလားသိပါရဲ့ရတယ်အဲ့ဒါကြောင့်မို့ဒါမျိုးလည်းပဲဆောက်ရနောက်ရင်မရှိသေးရင်ဝယ်ရမယ်ကဲ7ဘိန်းမရှိ7ဘိန်းဝယ်လိုက်ဆိုင်ကယ်မရှိဆိုင်ကယ်ဝယ်လိုက်မယ်အဲ့ဒီတဲ့ပိုလာရင်ကားအဆင်းတီဝယ်လို့မရဘူးလားရပါတယ်ဒါတွေလည်းပဲသူကရှိတဲ့ဒါပေမဲ့ဒီပစ္စည်းများကိုရှိပြီးတော့ဒီစည်းစိမ်နဲ့တင်တော့လဲပတ်ပြီးခံစားမနေနဲ့ဘာကိုလဲသတိရမလဲကုသိုလ်တရားကိုသတိရရဘာကိုသတိရရမလဲကုသိုလ်တရားကိုသတိရမှာကုသိုလ်တရားကိုသတိရရမယ်ဩငါဒီဘဝဒီလိုချမ်းသာခြင်းဒီအရင်ဘဝကအတိတ်ကံတွေငါမှကောင်းလာတဲ့အတွက်ကြောင့်ဒီဘဝချမ်းသာခြင်းပဲလို့ကောက်ချက်ချလို့မရဘူးလားရပါတယ်ဗျာအတိတ်ဘဝကကံလည်းကောင်းတယ်ပြစ္ဆုတ်ပံလောက်ရက်ကလည်းမှန်တယ်အဲ့ဒီနှစ်ချက်ပေါင်းလိုက်တဲ့အတွက်ကြောင့်လူဟာဘာဖြစ်တာလဲကြီးပွားတာတိုးတက်တာချမ်းသာတာအတိတ်ကံကမကောင်းခဲ့ဘူးရဲ့လို့ဆိုရင်လေပြစ္ဆုတ်ပံမှာဘယ်လောက်ပဲလုပ်ငန်းတွေလုပ်လို့အဆင်ပြေရလားမပြေဘူးအဲ့ဒါကြောင့်ဒါနလေးပြုပေးရနော်ဒီဘဝမှာလဲဒါနပြုကိုပြုထားတဲ့အဲ့ဒီဒါနသည်ပြစ္ဆုတ်ပံနေမဲ့အကျိုးပေးတာတွေလည်းမရှိဘူးလားအေးတမလွန်အတွက်အကျိုးပေးတာတွေလည်းရှိတယ်အဲ့ဒါကြောင့်ဒါနကိုမေ့မထားနဲ့စီးပွားလေးကတက်ပြီးတော့ဘာသာရေးကိုမေ့ထားရင်အဲ့ဒီပုဂ္ဂိုလ်ကအာယုန်နေပြောင်းပြီးတော့ဩငါဒီလိုကြီးပွားလာတယ်ချမ်းသာလာတယ်ဆိုတော့နောက်တစ်ယောက်ယူလိုက်အောင်မှပဲဖြစ်သွားတတ်တယ်လမ်းကြောပြောင်းသွားတာနော်ဘာဖြစ်သွားတာလဲလမ်းကြောပြောင်းသွားတာနော်ငကိုယ်တော့ကတော့ကိုယူထားတဲ့အမျိုးသမီးဟောချစ်ရဲ့ကြိုက်ရဲ့ချစ်လာရဲ့ကြိုက်လာရဲ့ဆိုယူထားတာမှန်တယ်ဒါပေမဲ့ပစ္စည်းဥစ္စာလေးတိုးတက်လာပြီဆိုရင်တဖြည်းဖြည်းနဲ့အိမ်ရှိတဲ့ပုဂ္ဂိုလ်သိလှတယ်မထင်တော့ဘူးထင်သေးလားတဖြည်းဖြည်းနဲ့မထင်ယုံနဲ့မကောင်းနောက်ပိုင်းကြည့်မရတဲ့အဆင့်မျိုးတွေရောက်လာတတ်တယ်ဟိုကချိုးချိုးသားသားလေးပြောလဲမကြိုက်တော့ဘူးအဲ့ဒါမျိုးဖြစ်ပြီးတော့ကိုယ်အိမ်ကအပကျန်တာတွေအလှဆုံးဖြစ်နေတတ်တယ်ဟုတ်လားအဲ့ဒါကြောင့်မို့ဒါနပြုဖို့ရလေမမေ့နဲ့ဘာမမေ့နဲ့လဲတနည်းအားဖြင့်ပြောရင်တော့ဘာသာရေးလေးလုပ်ဖို့ရမမေ့နဲ့ဘာမမေ့နဲ့လဲဘာသာရေးလေးလုပ်ပြီးတဲ့ပုဂ္ဂိုလ်ကမှအဲ့ဒါတရားနဲ့အညီနေနိုင်တာကိုကြီးပွားချမ်းသာလာရင်လည်းအကုန်ပြန်ကြည့်တယ်ငါဒီလိုကြီးပွားချမ်းသာခြင်းဒီငါဒီလိုကုသိုလ်ကောင်းမှုတွေလုပ်ထားလို့ဆက်ပြီးတော့အကျိုးပေးနေတာပဲလို့ခံယူတဲ့ဟာတွေမရှိဘူးလားအဲ့ဒီအတိုင်းလည်းပဲခံယူရမယ်အဲ့ဒီအတိုင်းမခံယူဘဲနဲ့လုံးဝကြီးဘာသာတရားကိုမေ့ထားလိုက်ရင်ကုသိုလ်ပြုမှုတွေကိုမေ့ထားလိုက်ရင်ကုသိုလ်ရသေးလားဒါနလုပ်ဖြစ်သေးလားအေးအဲ့ဒါကြောင့်မလုပ်ဖြစ်ခြင်းရဲ့အကြောင်းနဲ့မယ်နံပါတ်1ဘာလို့ရှိရင်မလုပ်ဖြစ်တာလဲမေ့လျော့နေလို့ရှိရင်ဒါနမလုပ်ဖြစ်ပါဘူးတဲ့ဘာလို့ရင်လဲနောက်တစ်ခုကမစ္စေရာတဲ့ဗါတယ်လေမစ္စေရာ
နိစေရရေးရလားမရဲ့တဝေထိုးရဲ့စလုံးနဲ့ဆလိန်ဆင်းတယ်ဘိုးဘက်ကရာကောက်ရဲ့အဲ့ဒါကိုဘလို့အတန်ထွက်နိစေရဆိုတာကဝန်တူခြင်းလို့အဓိပ္ပာယ်ရဘာဖြစ်ခြင်းလဲဝန်တူခြင်းလို့အဓိပ္ပာယ်ရတယ်ဝန်တူနေတာသိပြီးတော့စင်ကြီးဖြစ်နေတာနော်ကိုယ့်ရဲ့ပစ္စည်းရနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမှအထိမခံနိုင်ဘူးနည်းနည်းလေးမှအထွက်မခံဘူးအဲ့ဒါမျိုးဖြစ်ပြီးတော့ရပြီးရင်ရကျင်ရင်ရလာတဲ့ရာကိုကြစ်ပအောင်စုထားတယ်ကိုယ့်အတွက်လည်းကောင်းကောင်းမသုံးဘူးကိုယ့်မိသားစုအတွက်လည်းပဲကောင်းကောင်းမသုံးဘူးကိုကိုယ်တဲ့ဘာသာသာသနာအတွက်လည်းပဲအသုံးမပြုဘဲနဲ့ကြစ်ပအောင်စုထားတဲ့ပုဂ္ဂိုလ်ရှိသလားမရှိဘူးလားရှိတယ်အဲ့ဒါမျိုးဝန်တူစိတ်ရှိနေရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒါနပြုပြသေးလားမပြုပြတော့ဘူးအဲ့ဒါကြောင့်မို့ဒါနမပြုပြတဲ့ပုဂ္ဂိုလ်သည်ဒါနမလုပ်ဖြစ်ခြင်းသည်အကြောင်းဘယ်နှပါးကြောင့်လဲနှစ်ပါးကြောင့်နံပါတ်1ပါတယ်လေပမာဒနံပါတ်2ကမစ္စေရနံပါတ်1မြန်မာလိုပြောလို့ရှိရင်မေ့လျော့ခြင်းနံပါတ်2ကဝန်တူခြင်းတဲ့အဲ့ဒီနှစ်ပါးရှိနေတဲ့ပုဂ္ဂိုလ်သည်ဒါနလုပ်ဖြစ်သေးလားအဲ့ဒါအပြန်အားဖြင့်ဒါနလုပ်ဖြစ်တဲ့ပုဂ္ဂိုလ်သည်ကုသိုလ်တရားမှာမမေ့လို့ဒါနလုပ်ဖြစ်တာဘာလို့လို့လဲကုသိုလ်တရားမှာမမေ့လို့ဟောငါတို့ဒါနပြုအောင်ပါပဲတို့မှာပစ္စည်းဥစ္စာလေးရှိလာပြီဒီပစ္စည်းဥစ္စာနဲ့သာသနာတော်ကြီးပွားရာကြီးပွားကြောင်းတိုးတက်ရာတိုးတက်ကြောင်းဒါလုံအောင်ပါပဲဒီလိုလှုပ်ခြင်းသည်ငါသည်ဖြုံးပြစ်တာမဟုတ်ဘူးသုံးနေတာပဲလို့နားလေတဲ့ပုဂ္ဂိုလ်တွေရှိသလားမရှိဘူးလားရှိလို့ဒါနပြုပြကြတာဟုတ်လားအဲ့ဒါကြောင့်ဒါနပြုတယ်ဆိုတာကတို့ပမာဒစိတ်မရှိရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒါနပြုပြတယ်မေစေရစိတ်မရှိရင်လည်းဘာလို့ဖြစ်လဲဒါနပြုပြတယ်မပြုပြတာကလည်းအပြန်အပြင်သိဘာတွေရှိရင်မပြုပြဘူးလဲပမာဒမေ့လျော့တဲ့ပုဂ္ဂိုလ်ဒါနမပြုပြဘူးနောက်တစ်ခုကမေစေရဝန်တူတဲ့ပုဂ္ဂိုလ်ဒါနပြုပြလားမပြုပြဘူးအဲ့လိုဆိုတော့သူလည်းပဲဒါနပြုနေကိုလည်းပဲဒါနပြုနေကြဒီလိုဒါနပြုနေတဲ့ထဲမှာတချို့ကကြတော့ကြီးပွားချမ်းသာတော့ဒါနပြုလေကြီးပွားလေဒါနပြုလေကြီးပွားလေပဲဥပမာအပြင်ကြည်ရင်ဟုတ်လားနော်တို့မြို့ထဲတင်ပဲအဲ့ဒါမျိုးပုဂ္ဂိုလ်တွေမရှိဘူးလားရှိတယ်မြို့ထဲမှာလည်းရှိတာပဲကြေးရွာတွေမှာလည်းပဲရှိတာပဲမရှိဘူးလားအတုယူစရာအကောင်းဆုံးကတော့ဟုတ်လားမစိုးရင်ကျောင်းတကာကြီးဥသက်စီကတော့တကယ်အတုယူစရာကောင်းတယ်ဥသက်စီကျောင်းဖတ်ဘူးလားဥသက်စီဒီမူရင်းကတို့ကုံသိန်းထမ်းရောင်းတဲ့ပုဂ္ဂိုလ်ဘာထမ်းရောင်းတာလဲကုံသိန်းထမ်းရောင်းတဲ့ပုဂ္ဂိုလ်တို့မြင့်ငယ်နှန်းကဥယျာဉ်ရွာကဘယ်ရွာကလဲအဲ့ဒီရွာကနေပြီးတော့မန္တလေးထိလာပြီးတော့တို့နော်တတိဝလံလေးတွေလာပြီးအထမ်းလေးနဲ့လာရောင်းတာတဲ့ရောင်းရင်လည်းပဲအဲ့ဒါဘယ်သူနဲ့ယဉ်နီးသွားတယ်လဲပြောရင်အဲ့ဒီနန်းမှာကပ်ဖွင့်ထားတဲ့ပွဲယုံနဲ့ယဉ်နီးသွားတာဘယ်သူနဲ့ယဉ်နီးသွားပွဲယုံတစ်ခုနဲ့ယဉ်နီးသွားပြီးတော့သူတို့ရဲ့လုပ်ရက်သူတို့ကသားဖ2ယောက်ရှိတယ်သူတို့2ယောက်ရဲ့လုပ်ရက်ကိုကြည့်ပြီးတော့သိပြီးသဘောကျတဲ့အတွက်ကြောင့်ပွဲယုံပိုင်ရှင်ကနေပြီးတော့သူတို့စီမှာအလုတ်ခန့်လိုက်တာမလုပ်လိုက်တာလဲအလုတ်ခန့်လိုက်တယ်အလုတ်ခန့်လိုက်တော့အဲ့ဒီမှာပြောင်းပြီးတော့နေကြတယ်နေရင်းနဲ့ပဲကြိုးကြိုးစားစားနဲ့အလုတ်လှုပ်လာလိုက်တာတဖြည်းနဲ့ငွေလေးတွေလည်းစုမိလာတဲ့အခါကျတော့အလုတ်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းသဘောကောင်းတော့မင်းတို့ဆိုင်လေးခွဲမလားဆိုပြီးတော့စလိုက်တယ်။ဘာလေးခွဲခိုင်းလဲ။ဆိုင်လေးစပြီးတော့ခွဲခိုင်းလိုက်တယ်။အဲ့ဒီဆိုင်ခွဲလေးကနေစကြိုးစားလာလိုက်တာမစိုးရင်တိုက်ထဲမှာသွားပြီးတော့ကြီးကျောင်းပေါင်း15ကျောင်းလောက်ထင်တာပဲနော်ဘယ်နှကျောင်းလောက်ဆောက်လဲ15ကျောင်းလောက်နဲတာမဟုတ်ဘူးနော်နောက်ထပ်အတိုးတွေနဲ့ဆို20လောက်တောင်ရှိမယ်ထင်တာပဲအဲ့ဒါဒီမူရင်းကဘာလို့စားတာလဲကုံသိန်းထမ်းရောင်းတဲ့ပုဂ္ဂိုလ်ကနေအဲ့အစဉ်ဒီရောက်တာအံ့ဩဖို့မကောင်းဘူးလားအဲ့ဒါမျိုးပုဂ္ဂိုလ်တွေရွာတွေမှာလည်းပဲရှိလိမ့်မယ်ရက်ွက်ထဲမှာလည်းပဲရှိလိမ့်မယ်နော်ဦးဇင်းတို့နောက်တစ်ခုတွေ့တာကဟိုးမိုးကုတ်ကိုသွားတဲ့လမ်း9မိုင်ရောက်ဘူးလားပြည့်တယ်မိုးကုတ်ကိုသွားတဲ့အခွဲပေါ့နော်ဟိုဘက်ကထီးကြိုင်တို့ငအိုးတို့သွားတဲ့ဘက်ဆိုရင်9မိုင်ကနေခွဲသွားအဲ့ဒီ9မိုင်မှာဖရာတကာတယောက်ရှိတယ်နော်ဖရာတည်ထားတာစုပေါင်းသိန်း1500ကုန်ဘယ်လောက်ကုန်လဲ1500တဦးတည်းတင်တည်သွားတယ်နော်တဦးတည်းတည်သွားတော့ဒီတကာကအသက်ကလည်း30ကျော်လောက်ပဲရှိသေးတယ်အဲ့ဒါနဲ့ဦးဇင်းတို့သူ့ဝင်ပြီးတော့မေးကြည့်တယ်တကာတော်ကမျိုးရိုးစင်ဆက်ကိုကဒီလိုချမ်းသာခဲ့တာလားလို့ပြောတော့
ရှင်မရမဟုတ်ပါဘူးဗျာတဲ့တပည့်တော်ကတောသားပါတဲ့တောကနေပြီးတော့တပည့်တော်လုံးเสียကိုင်းเสียမရှိတာနဲ့ဒီမှာတက်ပြီးတော့ရွှေကျင်တာတဲ့ဘာလို့တာလဲရွှေကျင်တာရွှေကျင်ရင်ကျင်ရင်နဲ့ရတဲ့ငွေလေးနဲ့စုပြီးတော့တဖြည်းဖြည်းနဲ့ဆက်လေးတွေထောင်လက်ကျင်ကနေပြီးတော့စက်ကျင်တဲ့အဆင့်ဒီသူကရောက်လာပြီးတော့တဖြည်းဖြည်းနဲ့ချမ်းသာသွားလိုက်တာဟုတ်လားနော်မီလီယံဖြိုးဆိုတာတို့သူတော်စင်တို့တွေ့လိမ့်မယ်လမ်းပေးမယ်နော်ရွှေဆိုင်ဖွင့်ထားတာရှိတယ်အဲ့ဒီပုဂ္ဂိုလ်ဒီတစ်ချိန်လုံးကတောမှနေခဲ့ပြီးတော့ဘာမှမရှိဘဲနဲ့လက်လုံလက်စားနဲ့တက်လာတဲ့ပုဂ္ဂိုလ်ပဲဘဝကိုအားကြဖို့ပြောတာပါဒါကဖရာဇလန်းနဲ့ရမဟုတ်ဘူးလောကဇလန်းမှလည်းမရှိဘူးလားရှိပါဘူးအေးအဲ့ဒါဒီပုဂ္ဂိုလ်ကိုမေးကြည့်တော့ဘာကိုဆွဲဆွဲမြဲမြဲလုပ်တယ်လဲလို့ပြောရင်ကုသိုလ်ကောင်းမှုအမြဲလုပ်တယ်ဘာလုပ်လဲကုသိုလ်ကောင်းမှုလုပ်ရတယ်အမြဲလုပ်ဆိုတဲ့အပိုင်းမှာဘုန်းကြီးရမ်းကြည့်တယ်လူတာမဟုတ်ဘူးဖရာကြည့်တယ်လူတာမဟုတ်ဘူးရက်ွက်ထဲမှာကလေးတွေဆိုလို့ချင်းကျွေးတာမွေးတာမျိုးတွေသူကလုပ်တယ်နောက်တရားမျိုးရှင်ပြပွဲတွေသူအကျဉ်းချင်းလှုပ်ထားတာရှိတယ်အဲ့တကလှုပ်တဲ့ပုံစံနဲ့ဒီပုံစံနဲ့ခက်ဆင်နေပါပဲနော်အဲ့ဒါရှင်ပြပွဲတွေသူကလှုပ်တယ်နောက်ဘုန်းကြီးကျောင်းအိုးနေတာပြက်နေတာဆိုရင်ပြင်းတယ်နောက်အခုဒီဖရာကိုကြတော့အစကနေစပြီးသူကိုယ်တိုင်တည်တာဟုတ်လားနော်အဲ့ဒါကြောင့်မို့ဒါနဆိုတာကအဲ့ဒါမျိုးကြာနာနာစိတ်ပါလက်ပါတာပြုရင်ဒါနကအကျိုးပေးသလားမပေးဘူးလားပေးတယ်အဲ့ဒါမျိုးအကျိုးပေးတဲ့လူတွေရှိသလိုအကျိုးမပေးတဲ့လူတွေလည်းရှိသလားမရှိဘူးလားဘာကွာသွားတယ်လဲပြောရင်လုတ်ပုံကိုင်ပုံကွာသွားတာဘာကွာသွားလဲအေးအဲ့ဒါကြောင့်ဒါနပြုရမှာမှတ်เสีย3မျိုးရှိတယ်ဘယ်နှမျိုးရှိလဲ3မျိုးပါဗျာဒါနပြုတဲ့ပုဂ္ဂိုလ်ဒီစိတ်ဓာတ်မျိုးနဲ့ဒီစိတ်ဓာတ်လေးတွေမွေးတဲ့အပိုင်းမှာဒါနပြုပုံက3မျိုးရှိတယ်နံပါတ်1ဒါနကဟိနဒါနတဲ့ဟိနဒါနဘာဒါနတယ်လဲဟိနဒါနဆိုတာယုံညံ့သောအလှတဲ့ဘာလူတယ်လဲနံပါတ်1ကယုံညံ့သောအလှနော်ပါဠိလိုကြပါတယ်လေဟိနဒါနနောက်နံပါတ်2ကမစ္စိမဒါနတဲ့ဘာဒါနတယ်လဲမစ္စိမဒါနအလဲအလက်ဖြစ်တဲ့အလှတဲ့ဘာလူတယ်လဲအလဲအလက်ဖြစ်တဲ့အလှနောက်တတိယကကြတော့ပဏိတဒါနဘာဒါနတယ်လဲပဏိတဒါနပဏိတကမွန်မြတ်တာဒါနကပေးလူတာပဏိတဒါနဆိုတော့မွန်မြတ်အမျက်ဆုံးပေးလူတာဘာတယ်လဲအမျက်ဆုံးပေးလူတာတဲ့အဲကြတော့ဒါနပြုဖို့ဘယ်နှမျိုးရှိ3မျိုးပါဗျာပါဠိလိုပြောရင်ဟိနဒါနမစ္စိမဒါနပဏိတဒါနဟိနဒါနကိုမြန်မာလိုပြန်တော့ယုံညံ့သောအလှမစ္စိမဒါနကလက်ဖြစ်တဲ့အလှပဏိတဒါနကမြင့်မြတ်သောအလှဘာလူတဲ့လဲအေးမြင့်မြတ်တဲ့အလှအမျက်ဆုံးသောအလှလို့အဲ့လိုဘာသာပြန်လို့ရနော်အဲ့ကြတော့ဟိနဒါနဆိုတာကဘလို့ဒါနမျိုးလဲလို့စဉ်းစားရင်အလှကြီးတစ်ခုပေးတယ်ရက်ွက်ထဲမဲ့ကောင်းမှုတစ်ခုလုပ်တယ်သူ့ရဲ့မူရင်းရည်ရွယ်ချက်ကနာမည်ကြီးဖို့ပဲဘာကြီးဖို့လဲနာမည်ကြီးဖို့အဲဒါကြောင့်မို့နာမည်ကြီးဖို့ဆိုတဲ့အာယုံလေးနဲ့အလှပေးရင်ဟိနဒါနတဲ့ဘာဒါနတဲ့လဲဘလို့ရည်ရွယ်ချက်နဲ့လဲနာမည်ကြီးဖို့ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့တင်အလှပေးရင်အဲ့ဒါယုံညံ့သောအလှတဲ့ဘာလှတဲ့လဲယုံညံ့သောအလှအဲ့ဒါမျိုးအလှသည်ငွေတွေကုန်သွားပြီမဲ့အကျိုးတရားရရဲ့လားမရပါဘူးအဲ့ဒီပုဂ္ဂိုလ်ဒီအဆုံးရှုံးသုံးသောပုဂ္ဂိုလ်ပဲငွေလဲကုန်တယ်အကျိုးတရားလည်းပဲမရဘူးဆိုနှမျောစရာမကောင်းဘူးလားအဲ့ဒါမှတကယ်နှမျောစရာကောင်းတာအဲ့ဒါကြောင့်အလှအတန်းပေးတဲ့ပုဂ္ဂိုလ်ဒီနံပါတ်1ဘယ်စိတ်ဓာတ်နဲ့အလှတန်းမပေးရဘူးလေနာမည်ကြီးလို့တဲ့စိတ်ဓာတ်နဲ့အလှတန်းမပေးပါနဲ့တဲ့ဗါတယ်လေနာမည်ကြီးလို့တဲ့စိတ်ဓာတ်နဲ့အလှတန်းမပေးပါနဲ့အဲ့ဒါဆိုရင်လှူပြီးအလကားဖြစ်သလားမဖြစ်ဘူးလားအေးနောက်နံပါတ်2မစ္စိမဒါနအလေအလက်ဖြစ်တဲ့ဒါနဆိုတာကဘလို့ပေးလူလိုက်ရင်အလေအလက်ဒါနလဲလို့ပြောရင်အကျိုးတရားကိုမျှော်ကိုးပြီးတော့အလှလုပ်တာတဲ့ဗါတယ်လေအကျိုးတရားကိုမျှော်ကိုးပြီးတော့အလှလုပ်တာဗါတယ်လေအကျိုးတရားကိုမျှော်ကိုးပြီးတော့အလှလုပ်တာကဲအလှတစ်ခုပေးလိုက်ရင်ဒီပေးနေတဲ့အချိန်မှာကိုကငါဒီလိုပေးရတဲ့အတွက်ကြောင့်ဘာကြီးတော့ရမှာပဲဘလူကြီးတော့ဖြစ်လာမှာပဲဒီလိုတော့ရလာမှာပဲဆိုပြီးတော့
အလူကတကယ်တမ်းထားရမှာကတရားတို့စေရနာတို့အပြည့်ထားရမှာဘာတွေထားရမလဲတရားတို့စေရနာတို့ထားရမှာတတ္တာယုံကြည်မှုရှိရမယ်စေရနာလေးကောင်းနေရမယ်တရားတရားလည်းကောင်းတယ်စေရနာကလည်းကောင်းတယ်ဆိုရင်အကျိုးပေးသလားမပေးဘူးလားအေးဒါပေမဲ့လူကအဲ့ဒီတရားနှစ်ပါးကိုမေ့နေတတ်တယ်နော်ဘယ်ဟာတွေကိုမေ့နေတတ်လဲတရားတရားနဲ့စေရနာတရားဘာနဲ့ပါတယ်လဲတရားတရားနဲ့စေရနာတရားနှစ်ခုကိုမေ့နေတတ်တယ်ဘယ်ဟာကဥစည်းပြီးတော့ဒါနပြုတယ်လေလို့ပြောရင်လောဘဥစည်းပြီးတော့ဒါနပြုတာဘာဥစည်းသွားတာလဲဒီလိုပြုလိုက်ရင်ဘာရမှာပဲဘာတော့ရလာမှာပဲဘလို့ဖြစ်လာမှာပဲဆိုတဲ့ညှော်လင့်တဲ့လူချင်းတဲ့လောဘကရှေ့ကဥတည်နေရင်အဲ့ဒီပုဂ္ဂိုလ်ဒီတကယ်အကျိုးတရားရနိုင်ရဲ့လားရနိုင်ပါဘူးအေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များအလူအတန်းလှုပ်တဲ့အခါကျတော့ဘယ်လိုစိတ်သက်မမွေးတင်မှုလဲပြောရင်အကျိုးကိုသိပ်ပြီးတော့မျှော်ကိုတောင်းတတဲ့စိတ်မထားသင့်ဘူးတဲ့ဘာမထားသင့်ဘူးလဲအကျိုးကိုမျှော်ကိုတောင်းတတဲ့စိတ်အဓိကကတော့လောဘနဲ့အခြေခံတဲ့စိတ်ဘာနဲ့အခြေခံတာလဲလောဘနဲ့အခြေခံတဲ့စိတ်တို့တွေ့မှုပါလိမ့်မယ်လမ်းဆုံးထွက်လောင်းတာလေးတွေဆိုရင်တို့ချဲထွက်မဲ့နေ့ဆိုရင်ဘုံလောင်းလောင်းတာလေးတွေနော်တခါလေချဲကနှက်ပြန်လောက်ထွက်တော့မယ်ဆိုရင်ဒီနေ့လောက်ကနေကြိုပြီးဘုံလောင်းလောင်းတာလေးတွေမရှိဘူးလားအေးအဲ့ဒါဘုံလောင်းလောင်းလိုက်ရင်တော့ဒီလာပြီးတော့အလူခံရတဲ့ရဟန်းတန်ဃာများရဲ့သီလကုံတမာတိကုံပညာကုံနဲ့တို့နှက်ပြန်ချဲပေါက်မှာပဲဆိုပြီးတော့ယုံကြည်ချက်နဲ့လှုပ်လိုက်တာအဲ့ဒီယုံကြည်ချက်နဲ့သာသွားပြီးတော့အလူအတန်းလှုပ်လိုက်ရင်ကဲနှက်ပြန်ကြတော့ပေါက်လာရင်တော့ကိစ္စမရှိဘူးမပေါက်လို့ရှိရင်ဘယ်သူအပြစ်ဖြစ်နေလဲဟာဒီကိုယ်တော်တွေငါတို့ထင်တာကသီလတမာတိပညာတွေနဲ့ပြည့်စုံနေထင်တယ်အလကားပါပဲလို့ဖြစ်မကုန်ဘူးလားအေးအဲ့ဒါမျိုးဖြစ်ကုန်တယ်အဲ့ဒါကြောင့်မို့လူချင်းနဲ့လောဘကြီးနဲ့အလှမပေးပါနဲ့တဲ့ဘာနဲ့မပေးရဘူးလဲလူချင်းနဲ့လောဘနဲ့အလှမပေးပါနဲ့အဲ့ကြတော့ဒီလိုလူချင်းနဲ့လောဘနဲ့အလှပေးလိုက်ရင်မူရင်တည်လိုက်တဲ့စိတ်လေးကပြောင်းသလားမပြောင်းဘူးလားမှားသလားမမှားဘူးလားတကယ်တမ်းကတတ္တာနဲ့စေရနာတည်ထားရမှာဘာနဲ့ပါတည်ရမလဲတတ္တာနဲ့စေရနာတည်ထားရမှာအခုလှုပ်ချလိုက်တာကကြတော့လောဘနဲ့တည်ပြီးတော့ဒါနလှုပ်လိုက်တာဘာနဲ့တည်လှုပ်တာလဲအေးအဲ့ဒါမျိုးပုဂ္ဂိုလ်ဒီမျှော်လင့်တယ်လို့ဖြစ်နိုင်ရဲ့လားမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မို့နံပါတ်1အလူနံပါတ်2လူကဘယ်လိုအလူမျိုးမပေးရဘူးလဲဆိုရင်အကျိုးတရားကိုသိပ်ပြီးတော့မျှော်ကိုးတဲ့အလှမျိုးမပေးရဘူးတဲ့ဗါတယ်လေအကျိုးတရားကိုသိပ်မျှော်ကိုးတဲ့အလှမျိုးမပေးရဘူးအဲ့ဒါမျိုးမျှော်ကိုးပြီးတော့လှူရင်ဟုတ်လားအပေါ်တက်စာရင်တော့ तू ကတော်သွားတယ်အပေါ်ကနာမည်ကြီးခြင်းယုံတက်တက်နဲ့တင်အလှပေးရင်တော့ဘာမှအကျိုးတရားမရတော့ရရလားမရပါဘူးဗျဒီလိုတောင်းတတာလေးကတော့အကျိုးတရားသူ့မှာရနိုင်သေးတယ်မရနိုင်ဘူးလားအေးဒါပေမဲ့အပြည့်အဝတော့ရနိုင်ရဲ့လားဘာကွာသွားလို့လဲစိတ်ထားကွာသွားတာမူရင်းထားရမှာကတရားနဲ့စေတနာအဲ့ဒါထားရမယ်စားဘာလေးနဲ့ထားလိုက်လို့လဲလောဘနဲ့ထားလိုက်လို့ဘာနဲ့ထားလိုက်လို့အေးအဲ့ဒါကြောင့်တို့သူတော်စင်များအလှပေးတဲ့အပိုင်းမှာအခု2မျိုးပြီးသွားပြီနံပါတ်1နာမည်ကြီးခြင်းလို့အလှမပေးပါနဲ့တဲ့ဗါတယ်လေနာမည်ကြီးခြင်းလို့အလှမပေးပါနဲ့နံပါတ်2ကျတော့အကျိုးတရားကိုသိမျှော်ကိုပြီးတော့အလှမပေးပါနဲ့တဲ့အဲ့လို့ဆိုတော့ဘယ်လိုအလှလူရမလဲပြောရင်ပဏိတအလှမျိုးဖြစ်ရမယ်ဘာဖြစ်ရမလဲပဏိတအလှမျိုးဖြစ်ရမယ်တဲ့မြင့်မြတ်တဲ့အလှဘာလူလဲမြင့်မြတ်တဲ့အလှမြင့်မြတ်တဲ့အလှဆိုတာကဘယ်လိုလုံးမှမြင့်မြတ်တာလဲလို့ပြောရင်လှုပ်သင့်လှုပ်ထိုက်လို့လှူသင့်လှူထိုက်လို့လှူတာလို့စိတ်ထဲမှာထားဘယ်လိုထားရမလဲလှုပ်သင့်လှုပ်ထိုက်လှူသင့်လှူထိုက်လို့လှူတာလို့စိတ်ထဲမှာထားတဲ့အဲ့ကြတော့အကျိုးပေးတယ်ဆိုတာလေစိတ်ပေါ်မှာမူတည်တာအကျိုးမပေးဘူးဆိုတာလေစိတ်ပေါ်မှာမူတည်တာပဲတည်သလားမတည်ဘူးလားအဲ့ဒါကြောင့်ဒုသူတော်စင်တို့ကအတော်သင့်စိတ်ထားလေးတွေပြောင်းလိုက်ယုံနဲ့တင်အကျိုးတရားကောင်းကောင်းမွန်မွန်ရနိုင်သလားမရနိုင်ဘူးလားရနိုင်တယ်ဟုတ်လားလှုပ်သင့်လှုပ်ထိုက်တယ်ဆိုတာကဩတို့စီးပွားရေးအဆင်ပြေနေတဲ့အချိန်တို့ရက်ွက်မှာရှိနေကြတဲ့ကလေးများကိုဒီလိုစုပေါင်းပြီးတော့အလူပေးလိုက်ရင်တော့သူတို့လည်းပဲသာသနာပေါင်းရောက်ရောတကယ်လို့များဒီတဲကနေမြန်မြဲသွားရင်တို့လည်းပဲရေရှိကုသိုလ်ရရောလို့တွက်လို့မရဘူးလားရပါတယ်ဗျာ
အဲ့ဒီစိတ်ဓာတ်လေးပဲမွေးထားပါအဲ့ဒါကြောင့်မို့အလှလှတဲ့အပိုင်းမှာဘယ်နှမျိုးရှိလဲ3မျိုးရှိတယ်မလှသင့်တဲ့အလှက2မျိုးလှသင့်တာက1မျိုးမလှသင့်တဲ့အလှကဘယ်လိုပုံစံနေမလှအောင်လဲနာမည်ကြီးခြင်းလို့အလှတန်းမလုပ်ပါနဲ့အကျိုးတရားကိုသိမျှော်ကိုပြီးတော့အလှမလုပ်ပါနဲ့လှုပ်သင်လှုပ်ထိုက်လှူသင်လှူထိုက်တယ်ဆိုပြီးတော့အလှလုပ်ပါတဲ့အဲကြတော့ဒုသူတော်စင်များကအခုတရားဝဲကျင့်ပါတယ်ဆိုတာကအလှပြီးသွားပြီလားမပြီးသေးတဲ့အတွက်ကြောင့်မို့စိတ်ထားတတ်အောင်တရားဝဲကြိုကျင့်ပါတာဟုတ်လားဘာလို့တတ်အောင်လဲစိတ်ထားတတ်အောင်တရားဝဲကြိုပြီးတော့ကျင့်ပါအဲကြတော့နာယုံနဲ့တင်ပြီးရလားပြီးပါဘူးဗျာဘာမှပြီးမှလဲကျင့်သုံးမှဘာလို့မှလဲအေးလက်တွေ့ကျင့်သုံးပြီဟုတ်လားအကျိုးရအောင်ဖြစ်တာအကျိုးရနိုင်တာဒီလဲဒီစိတ်ပဲမရနိုင်တာဒီလဲဒီစိတ်ပဲအဲ့ဒါကြောင့်ဒီ3မျိုးလေးကိုတော့သေသေးချာချာမှတ်ထားပါနာမည်ကြီးခြင်းလို့အလူမပေးပါနဲ့အကျိုးတရားကိုသိမျှော်ကိုပြီးတော့အလူမပေးပါနဲ့လှုပ်သင့်လှုပ်ထိုက်တယ်လှူသင့်လှူထိုက်တယ်ဆိုတဲ့စိတ်မျိုးလေးထားပြီးတော့မလုပ်ရမလဲအလူပေးရမယ်တဲ့ဟုတ်လားကဲအဲ့လိုလှူလိုက်လို့ရှိရင်အလူအတန်းပေးတဲ့ပုဂ္ဂိုလ်ဒီမတောင်းတပေမဲ့ဟုတ်လားနော်ရတဲ့အကျိုးတွေရှိတယ်ရှိသလားမရှိဘူးလားရှိတယ်ကဲနံပါတ်3ကိုကြည့်လိုက်တော့ဗါတဲ့လေဒါနရဲ့မျက်မှောက်အကျိုးဘယ်နှပါးတယ်လဲဘယ်နှပါးတယ်လဲ5ပါးရှိတယ်တဲ့ဒါနရဲ့မျက်မှောက်အကျိုးတရားသူအလူကြကြနနပေးလိုက်ရင်လေဒီအကျိုးရမှာကိုကကြကြနနပေးရင်လေဒီအကျိုးရမှာပဲဗုဒ္ဓကသူ့တော့ရစေသူ့တော့မရစေနဲ့ဆိုတာရှိရလားရှိပါဘူးဗျာဗုဒ္ဓပေါ်မှာမူတည်သွားတာမဟုတ်ဘူးလှူတဲ့ပုဂ္ဂိုလ်ပေါ်မှာမူတည်သွားတာဇုပေါ်မှာမူတည်လဲအေးအဲ့ဒါကြောင့်ဒါနလုပ်ရင်မျက်မှောက်အကျိုးဘာရတယ်လဲလို့ပြောရင်နံပါတ်1လူအများချစ်ခင်လေးစားတယ်တဲ့ဘာလဲလဲလူအများချစ်ခင်လေးစားပါတယ်ဗျာမှန်သလားမမှန်ဘူးလားမှန်ပါတယ်ဗျာဖျားပြောလို့မှမဟုတ်ရက်ွက်ထဲမှာလဲဒါနသာခဏခဏလုပ်ကြည့်ကဲကလေးများကိုကထမင်းကျွေးကျွေးနေကလေးတွေကချစ်သလားမချစ်ဘူးလားချစ်ပါတယ်ဗျာကလေးတွေချစ်ရင်သူ့မိဘတွေကလည်းချစ်သလားမချစ်ဘူးလားအေးအဲ့ဒါမျိုးဖြစ်သွားတာပဲဟုတ်လားနော်အဲ့ဒါကြောင့်မို့နော်အလူအတန်းပေးတဲ့ပုဂ္ဂိုလ်ဆိုရင်နံပါတ်1ဘာရနိုင်လဲလူအများချစ်ခင်လေးစားမှုကိုရရှိနိုင်တယ်တဲ့ဘာရနိုင်လဲနောက်နံပါတ်2ကသူတော်ကောင်းများနဲ့ပေါင်းသင်းဆက်ဆံရပါတယ်တဲ့ဘာတယ်လဲသူတော်ကောင်းများနဲ့ပေါင်းသင်းဆက်ဆံရတယ်ဒါနလုပ်နေတယ်ဆိုတော့ကဲဆွန်းထွက်လောင်းတယ်ဆိုရင်ဘုန်းကြီးတွေကြွတာလားလူတွေကြွတာလားဘုန်းကြီးတွေကြွတာအဲကြတော့ဉာဏ်တော်များနဲ့ထိတွေ့ရတဲ့အတွက်ကြောင့်မို့ဉာဏ်တော်များစီကနေပြီးတော့ပြီးတဲ့မေတ္တာတွေလည်းသူမရဘူးလားဉာဏ်တော်များကျင့်သုံးတဲ့သိက္ခာပုဒ်တွေနဲ့ပတ်သက်ပြီးဓမ္မမဝင်ကိုမသိသေးတဲ့ဓမ္မများနဲ့ပတ်သက်ပြီးတော့ဆွေးနွေးလို့မရဘူးလားအကျိုးတွေကအများကြီးကွာသွားတာဟုတ်လားအဲ့ဒါကြောင့်နံပါတ်2ဘာအကျိုးတရားရတယ်လဲပြောရပါတယ်တဲ့ဘာလဲလဲကဲဘယ်နှမျိုးရသွားကဲပြောကြည့်ပါဦးဘာတွေတဲ့လဲသူတော်ကောင်းများနဲ့ပေါင်းသင်းဆက်ဆံရတယ်တဲ့နောက်တစ်ခုကကြတော့ဂုံတရင်ကြော်စောတယ်တဲ့ဘာလို့လဲဂုံတရင်ကြော်စောတယ်တဲ့ထင်တာကအလှပေးတဲ့ပုဂ္ဂိုလ်ဒီကိုယ့်ကိုပေးလိုက်လို့ရှိရင်ဒါပါပဲဘယ်သူမှတို့သိမှမဟုတ်ဘူးလို့စိတ်ထဲကထင်ရင်လဲထင်လိုက်မယ်တကယ်တမ်းကတော့အဲ့လိုမဟုတ်ဘူးအစစရရတခုခုကောင်းတာလေးလှုပ်လိုက်ရင်အဲ့ဒီကောင်းတဲ့ရင်ဒီတယောက်ကနေတယောက်ပြောတယောက်ကနေတယောက်ပြောပြီးတော့သိသလားမသိဘူးလားသိတယ်တယောက်နဲ့တယောက်အဲ့လိုပြောရင်နဲ့ပဲအာလုံးသောပုဂ္ဂိုလ်များကသိပြီးသွားကောင်းတဲ့သတင်းဖြစ်ဖြစ်မကောင်းတဲ့သတင်းဖြစ်ဖြစ်သိသလားမသိဘူးလားသိတယ်အခုမန္တလေးမှာဘာသတင်းနောက်ဆုံးရှိလဲဘာဖြစ်တာရှိလဲကဲနောက်ဆုံးဘာသတင်းဖြစ်နေလဲထူးထူးဆန်းဆန်းနေတော်တော်ဖြစ်တယ်ပြိတ္တိကြီးနော်လူတွေရဲ့ဇာရိတ္တအားကြလာတာလဲပါမှာပေါ့ဖရာကြီးမြောက်မုတ်ဘယ်မုတ်လဲဖရာကြီးမြောက်မုတ်နမ်းမှာငကိုယ်တော့ကဥစဉ်တို့ဆုံးခံကြွခဲ့တဲ့အိမ်ပေါ့နော်ဆရာမကြီးကအငိမ့်စားယူထားတယ်အဲ့ဒါပြီးခဲ့တဲ့ရဲ့သိမ့်မကြခင်ကဘာဖြစ်တယ်လဲလို့ဆိုရင်
ပြီးခဲ့တဲ့ရက်ကဘာဖြစ်တယ်လဲလို့ဆိုရင်အဲ့ဒီနန်းလေးမှာသွားပြီးတော့လူတယောက်ကအထဲထဲဝင်လာပြီးတော့ဈေးဝယ်မာလို့တငယ်ချင်းတယောက်ကဆရာမရဲ့တငယ်ချင်းကလွတ်လိုက်တာလို့နဲ့အထဲထဲဝင်လာပြီးတော့ဟိုဘက်ကိုနည်းနည်းလေးဆရာမကလှဲ့လိုက်ရောနောက်ကနေဓာတ်နဲ့ထောက်ဘာနဲ့ထောက်လဲဓာတ်နဲ့ထောက်ပြီးတော့လက်ထဲမှာရှိနေတဲ့လက်ကျိုးလေပင်မှာဝစ်ထားတဲ့ဆွဲကျိုးဝစ်ထားတဲ့ဒီဘက်ကတို့လက်ကောက်တွေအကုန်လုံးသူကတောင်းသွားတယ်တရံပဲတစ်ဖက်ပဲခြံထားခဲ့နော်ခြံနာတော်မှဆရာမကြီးကဘာပြောသလဲဆိုတော့ဒီတစ်ဖက်တော့ခြံထားခဲ့ပါဦးငါအလှလေးလှုပ်ချင်လို့ပါတဲ့ဘာလေးလှုပ်ချင်လို့အလှလေးလှုပ်ချင်လို့ပါဆိုပြီးတော့အဲ့တိုင်ပြောတာနဲ့ပဲနော်တစ်ဖက်ခြံသွားတယ်ကြံတဲ့ပစ္စည်းအကုန်လုံးဖြုတ်ပြီးတော့ယူသွားတာကြံသလားမကြံဘူးလားအေးအဲ့ဒါကြောင့်တို့သူတော်စင်များသိပြီးတော့ကြီးမားမားတွေမဝစ်ကြနဲ့အန္တရာယ်ရှိသလားမရှိဘူးလားရှိတယ်ဟုတ်လားနော်အန္တရာယ်ကတဖြည်းဖြည်းနဲ့တော်တော်ကိုရှိလာဒီတင်မကဦးဇင်းတို့ဟုတ်ပဲလည်းပဲနော်မိထီလာလည်းပဲအဲ့တိုင်ဖြစ်မိထီလာမလည်းပဲတို့အဲ့တိုင်ဖြစ်မနေ့ညကဖြစ်တာကြတော့နော်80နဲ့လမ်း40ဘယ်လောက်မှဖြစ်လဲ80နဲ့လမ်း40ဆိုတော့ဟာမြို့ရဲကြီးတယ်ဖြစ်နေပါလားဘာဖြစ်တယ်လဲလို့ပြောတော့အဲ့ဒီအိမ်မှာလည်းပဲမီးကပြက်နေတဲ့အခါအပြင်ဘက်ကမီးဆက်နှိုးတာဘာနှိုးတာမီးဆက်မောင်းထားတယ်အဲ့ဒီမီးဆက်နဲ့အထဲထဲကိုအလင်းပေးထားတော့အဲ့ဒီမီးဆက်ကိုပထမဆုံးဝင်ဖြုတ်ပြီးတော့ဒီလိုမီးမှောင်သွားတဲ့အခါအိမ်ထဲကပုဂ္ဂိုလ်ကထွက်ပြီးတော့ကြည့်တယ်သူလည်းကြည့်လိုက်ရောအဲ့ဒါအပြင်ကစောင့်နေတဲ့ကောင်ခေါင်းရိုက်ချလိုက်တယ်ဟုတ်လားနော်ရိုက်ချပြီးတော့လူငယ်3ယောက်အဲ့ဒီထဲမှာဝင်လာတယ်ဝင်လာပြီးတော့တကားကိုကျိုးနဲ့အဲ့ဒါပထမဆုံးတုတ်တယ်အောက်မှောက်နော်ကျိုးတုတ်ထားပြီးတော့နေတာလည်းပဲ2ယောက်ပဲဘယ်နှယောက်ပဲနေ2ယောက်ပဲနေတယ်ဆိုတော့အဲ့ဒါဒဂမပဲကြံဒဂမလည်းပဲအဲ့တိုင်းပဲသူကျိုးနဲ့တုတ်တော့မိန်းကလေးဆိုတဲ့ကဟိုကသေးသေးချာချာမတုတ်ဖြစ်ဘူးနဲ့တူတယ်ဒဂမကအဲ့ဒါသူ့တုတ်ထားတဲ့ကျိုးကိုသူ့အတူပြန်ရအောင်ဖြီးတယ်နော်သူတို့ပစ္စည်းရှာနေတုန်းရှိသေးတယ်ရအောင်ဖြီးပြီးတော့သူတို့2ယောက်အိတ်တဲ့ခေါင်းရင်းမှာထားထားတယ်ဓာတ်ရှိတယ်နော်ဓာတ်နဲ့အဲ့ဒါခုနကတော့လာတဲ့ပုဂ္ဂိုလ်နောက်ကလိုက်တဲ့အခါကျမှဓာတ်ကင်ထားတော့အကုန်ထွက်ပြေးသွားတာအဲ့လိုဖြစ်သွားတာမင်းညကနော်နောက်တကားကိုစုံစမ်းကြည့်လိုက်တဲ့အခါကျတော့ဥစဉ်ရဲ့တကားတွေပဲဖြစ်နေတာနော်ဟုတ်လားနော်ဥစဉ်တို့ကျောင်းထဲမှာအင်တာနက်လူထားတာရှိတယ်ဥစဉ်ကကျောင်းထဲမှာအင်တာနက်ကုသိုလ်လုပ်တော့သူတို့ကလည်းဝိုင်းထည့်ထားတာရှိအဲ့ဒီတကားများကရွှေဆိုင်ဖွင့်တာဆိုတော့ဈေးကြိုမှာရွှေဆိုင်ဖွင့်နေရွှေဆိုင်ဖွင့်တော့အိမ်ကိုဝင်ပြီးတော့အဲ့တိုင်လှုပ်သွားတာ17နာရီလောက်မှ2ယောက်ဖမ်းမိတယ်မနက်ပိုင်းရောက်တော့အခု3ယောက်လုံးဖမ်းမိတယ်တဲ့ကဲကြောက်เสียကောင်းသလားမကောင်းဘူးလားမြို့ပေါ်ကိုအဲ့ဒါမျိုးဖြစ်ကုန်တာပြိတ္တရေငကိုယ်တော့ကဥစဉ်တို့တောရွာတွေပဲအဲ့တိုင်ဖြစ်တာမြို့ပေါ်အဲ့တိုင်ကြားဘူးလားကြားပါဘူးအေးအခုမြို့ပေါ်မှာအဲ့တိုင်ဖြစ်ကုန်ပြီဆိုကြောက်เสียတော်တော်ကောင်းလားဘာအားတွေကြကုန်တာလဲပြောရင်စီးပွားရေးအားကြပြီးတော့ဇာရိတ္တပါရောကြကုန်တာကြသလားမကြဘူးလားစားစရာမရှိတော့ကြမ်းကုန်တာတွေလည်းပါလိမ့်မယ်ဖြစ်သလားမဖြစ်ဘူးလားအေးအဲ့ဒါမျိုးဦးဇင်းတို့သတင်းတွေကြားတော့လန့်မှုတောင်ကောင်းတယ်ဟုတ်လားနော်ကြောင့်မို့အစအရာရာဘယ်ရာမှမတည်မြဲဘူးတည်မြဲရဲ့လားအေးမတည်မြဲဘူးလောကကြီးသည်ကြောက်เสียကောင်းတယ်သူများလှုပ်လို့တော့အကုန်လိုက်ပြီးကိုမလှုပ်နဲ့အဓိကဦးဇင်းတို့ကောက်ချက်ဆွဲကြည့်တယ်ဒါဝင်ပြီးတော့လှုပ်ကြတဲ့ပုဂ္ဂိုလ်များလဲလူငယ်တွေပဲလူငယ်တွေဘယ်ကနေပြီးတော့အကျင့်ရတယ်လဲလို့ပြောရင်ဒီခေတ်ထဲမှာရှိတဲ့ကွန်ပျူတာဂိမ်းကနေအကျင့်ရတယ်ဘယ်ကနေကျင့်ရလဲကွန်ပျူတာဂိမ်းလုပ်တဲ့အခါကျတော့ခုကားတခိုးဂိမ်းတွေပါလိမ့်မရှိဘူးလားကားခိုးတဲ့ဂိမ်းတွေရှိတယ်ဟုတ်လားကားခိုးတဲ့ဂိမ်းကစားတဲ့အခါအဲ့ဒီကားမောင်းသွားတဲ့ပုဂ္ဂိုလ်ကိုဒီကားတွေကိုကိုယ်ရအောင်တက်ပြီးတော့ကားမောင်းတဲ့ပုဂ္ဂိုလ်ကိုရအောင်တတ်ရတယ်တတ်ပြီးတော့သူ့ကားကိုလုရတယ်အဲ့ဒါမျိုးလုပြီးတော့အနိုင်ကိုယ်ကတတ်ပြီးတော့လုနိုင်ရင်အဲ့ဒီပွဲအောင်တာပဲအဲ့ဒီပုံစံဂိမ်းဖြစ်တဲ့အခါကျတော့ဒီဂိမ်းအတိုင်းပဲအခုဘယ်နိုင်ငံမှာပြဿနာတက်တုံးဆိုတော့ထိုင်းနိုင်ငံကကျောင်းသားကအဲ့တိုင်လုသွားတယ်ဘယ်နိုင်ငံကျောင်းသားလဲထိုင်းနိုင်ငံကကျောင်းသားကတက္ကစီကိုငှားပြီးတော့စီးတယ်စီးပြီးတော့အဲ့ဒီပေါ်မှာပါလာတဲ့အဲ့ဒီကားမောင်းတဲ့ပုဂ္ဂိုလ်ကိုသူကဓာတ်နဲ့နောက်ကနေထိုးတယ်ထိုးပြီးတော့အဲ့ဒီလူကိုတတ်ထားခဲ့တယ်နော်တတ်ပြီးတော့ကားလူယူသွားတယ်ဒါပေမဲ့ပြန်ပြီးတော့မိတယ်အဲ့ဒီရဲ့မူရင်းတွေဒီဘယ်ကလာတယ်လဲပြောရင်ဂိမ်းစနစ်တွေကလာတာပြည့်တဲ့ဘယ်ကလာလဲအေးအဲ့ဒါကြောင့်မို့ကိုယ့်အိမ်ကကလေးများလည်းပဲဂိမ်းကစားရင်ကြည့်ပြီးတော့ကိုကဂိမ်းပေါ်မှာလည်းပဲအောင်နဲ့နဲ့စိုက်ပေးရကြီးတဲ့ပုဂ္ဂိုလ်များကြတော့ဒီဟာတွေကို तू ကမသိဘူးတော်တော်များများကဂိမ်းတွေမှာယဉ်ကျေးမှုဂိမ်းဆိုတာမရှိဘူး
ငြိမ်းချမ်းရေးဂိမ်းဆိုတာမရှိဘူးတိုက်တဲ့ခိုက်တဲ့ဟာတွေကြီးတွေပဲပါတယ်ပါသလားမပါဘူးလားအဲဒါကြောင့်ကလေးများသည်ငယ်ငယ်ကနေစတဖြည်းဖြည်းနဲ့ကြမ်းရင်နဲ့လက်တွေ့အကောင်ထဲပေါ်ရင်းနဲ့လူသက်မှုအဆင့်ကြီးရောက်ကုန်တာဟုတ်လားကြောက်စရာကောင်းသလားမကောင်းဘူးလားအေးအဲ့ဒါကဒါစကားဆက်မိလို့ပါဟုတ်လားနော်အဲ့ဒါမျိုးတွေမန္တလေးမှာတောင်ဖြစ်လာတယ်ဆိုတော့ဦးဇင်းတို့ကတော်တော်အံ့ဩနေတာဟုတ်လားဖြစ်တယ်ရလားဖြစ်တယ်ပါအေးမဖြစ်တယ်ဘူးအဲ့ကြတော့ခုဒီမှာကြည့်လိုက်တဲ့အခါဒါနပြုတဲ့ပုဂ္ဂိုလ်ဒီဒါနသူရောကိုရောလောက်ကြတယ်ဒါနပြုရင်တောင်းမတောင်းအဲ့ဒီပုဂ္ဂိုလ်ဒီဘယ်စုတွေရနိုင်တယ်လဲဘယ်အကျိုးတရားတွေရနိုင်တယ်လဲပြောရင်နံပါတ်1ပါတယ်လေလူအများချစ်ခင်လေးစားမှုရတယ်နံပါတ်2နောက်နံပါတ်3ကဘုံသရင်ကြော်သောတယ်တဲ့ဘာကြော်သောတယ်လဲဘုံသရင်ကြော်သောတယ်တဲ့ဘယ်နှမျိုးရှိသွားအေးနောက်တစ်မျိုးကဘာတွေရတတ်တယ်လဲလို့ပြောရင်အဲ့ဒါမျိုးပုဂ္ဂိုလ်ဒီဟုတ်လားလူကြားသူကြားကိုသွားတဲ့အခါဝင်ရဲထွက်ရဲတယ်တဲ့ဗါတယ်လေလူကြားသူကြားသွားလာတဲ့အခါဝင်ရဲထွက်ရဲတယ်ကဲဒီလိုမှတ်လိုက်လူကြားသူကြားဝင်ရဲထွက်ရဲတယ်ဗါတယ်လေလူကြားသူကြားဝင်ရဲထွက်ရဲတယ်တကယ်တမ်းဒါနလည်းပဲပြုမထားဘူးကိုချင်းအားကလည်းပဲနည်းနေတယ်ကိုနတ်မလည်းပဲတုတ်တာသူဒီနတ်လည်းပဲတုတ်တာသူကိုချင်းအားလုံးဝနည်းနေတဲ့ပုဂ္ဂိုလ်ဒီလူကြားသူကြားရောက်ရင်ကိုလုံရဲ့လားစိတ်ကမလုံငါမြန်လူတွေကကြည်နေသလားငါခိုးတာကိုသိသွားတဲ့ပုဂ္ဂိုလ်များပါနေသလားဆိုပြီးတော့ရဲဝံ့ထိုင်ရဲရဲ့လားထိုင်ရဲပါဘူးဗျာအဲ့ဒါမျိုးဖြစ်တတ်တယ်အဲ့ဒါကြောင့်ဒါနလုပ်တဲ့ပုဂ္ဂိုလ်ကတော့အဲ့ဒါမျိုးကြောက်เสียရလို့ရဲ့လားမလိုပါဘူးအေးလူကြားသူကြားဘလောက်ဂုဏ်တည်ရှိတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဘာလို့ရဲလဲဝင်ရဲထွက်ရဲပါတယ်တဲ့ဘာလို့ရဲလဲဝင်ရဲထွက်ရဲတယ်ဘယ်နှပါးရ၄ပါးရပါတယ်ကဲပြောကြည့်ပါဦးဘာတွေတဲ့လဲဘယ်နှမျိုးရဘယ်နောက်တစ်မျိုးထည့်လိုက်ဒီဘဝကနေတက်တန်းစစ်လို့သေသွားရင်လည်းပဲနတ်ပြည်နတ်ရွာရောက်တယ်တဲ့ဘယ်ရောက်လဲနတ်ပြည်နတ်ရွာကိုရောက်ရတယ်တဲ့အဲကြတော့ဒါနပြုတဲ့ပုဂ္ဂိုလ်ကအဲ့ဒါတောင်းနေเสียမလိုဘူးဘာမလိုလဲတောင်းနေเสียမလိုဘူးဒီတိုင်းသာစိတ်ထက်လေးအမှန်လေးပဲမွေးထားလိုက်အဲ့ဒီအကျိုးတရား၅ပါးရသလားမရဘူးလားရပါတယ်ဗျာမှတ်မိရဲ့လားမှတ်မိပါတယ်ကဲပြန်ပြောကြည့်ပါဦးဗါတယ်လေကောင်းသလားမကောင်းဘူးလားကောင်းပါတယ်ဗျာဖယားဟောတာကအမှားမရှိဘူးပြိတ္တိမှားနေတာဘယ်သူကမှားနေလူတွေကမှားနေတာလုတ်ပုံကိုင်ပုံမှားနေတာအဲ့ဒါမျိုးမှားနေတဲ့အတွက်ကြောင့်ရတဲ့နှမြလဲအကျိုးကရနိုင်ရဲ့လားမရဘူးဖြစ်တာအဲ့ဒါကြောင့်ဒုသူတော်စင်များကိုဒါနလုပ်ပြီးဟဲ့လို့ဆိုရင်ကြာနာနာလုတ်ဖြစ်ဖို့ရအရေးကြီးသလားမကြီးဘူးလားအေးအရေးကြီးတယ်အဲ့ဒီဒါနပြုတဲ့အပိုင်းပဲလေပဲသာသနာတော်နဲ့တွေ့တဲ့အခါပြုနိုင်တဲ့ဒါနလည်းရှိတယ်သာသနာတော်နဲ့မတွေ့တဲ့အခါမှာပြုရတဲ့ဒါနတွေလည်းမရှိဘူးလားရှိပါတယ်ဗျာသာသနာတော်နဲ့တွေ့တဲ့အခိုက်အတန့်မှာသာပြုခွင့်ရှိတဲ့ဒါနတွေလည်းပဲရှိတယ်ဟုတ်လားအဲ့ဒီဒါနတွေကဘာဒါနတွေလဲပြောရင်စီတီပထိုးလှူဒန်းတာတဲ့ဗါတယ်လေစီတီပထိုးလှူဒန်းတာစီတီပထိုးလှူဒန်းတာကဲဇေဒီတော်ဒါမှမဟုတ်ရင်ရုပ်ပွားတော်ဖရားတဲ့လူတာတွေမရှိဘူးလားရှိပါတယ်အဲ့ဒါဒီဘာနဲ့တွေ့လို့လဲသာသနာတော်နဲ့တွေ့လို့ဘာနဲ့တွေ့လို့လဲသာသနာတော်နဲ့တွေ့လို့လူတန်းဝင်ရတာအဲ့ကြတော့သာသနာတော်နဲ့တွေ့နေတဲ့အခိုက်အတန့်မှာအများကိုးကွယ်ဖို့ရအတွက်ကိုကရုပ်ပွားဖရားတဲ့သွားပြီးတော့လှူလို့မရဘူးလားရတယ်နောက်စုပေါင်းပြီးတော့ဇေဒီတော်တဲလို့မရဘူးလားဇေဒီတော်တဲတယ်မယ်ကိုတက်နိုင်သမျှထဲလို့လည်းမရဘူးလားရတယ်အဲ့ဒါဒီဘယ်အခါမှသာရတာလဲပြောရင်သာသနာတော်နဲ့တွေ့နေတဲ့အခါမှသာရတာဘယ်အခါမှလဲသာသနာတော်နဲ့တွေ့တဲ့အခါမှအေးအဲ့ဒါကြောင့်မို့သာသနာတွင်မှသာပြုနိုင်တဲ့ဒါန၅ပါးဆိုတာနံပါတ်1ဗါတယ်လေဇေဒီပထိုးအေးဇေဒီပထိုးလူတန်းခြင်းတဲ့နောက်တစ်ခါရှင်ပြုပေးခြင်းတဲ့ဗါတယ်လေရှင်ပြုပေးခြင်းဆိုတော့ဒီရှင်ပြုပေးတဲ့ကိစ္စဒီလည်းပဲဘာအတွင်းမှသာရနိုင်သာသနာတော်အတွင်းမှသာရနိုင်တာ
သာသနာတော်မရှိတဲ့အချိန်မှာသွားပြီးတော့ကြည်ရင်ဒါနဒီလိုရှင်ပြုလို့ရရဲ့လားအိန္ဒိယနိုင်ငံကြီးသွားကြည့်တစ်ချိန်လုံးကဘုရားရှင်ကိုတော်မြတ်ကိုတော်တိုင်နေသွားတဲ့နေရာပဲဒီလိုဒါနပြုဝဲရှိသေးလားရှင်ပြုဝဲရှိသေးလားမရှိတော့အဲ့ဒါဘာဖြစ်သွားလို့လဲသာသနာကွယ်သွားလို့ဘာဖြစ်သွားလို့လဲအဲ့ဒါကြောင့်ရှင်ပြုဝဲလုံနိုင်တယ်ဆိုတာကသာသနာတော်တွင်မှသာလုံနိုင်တာဘယ်တွင်မှသာလုံနိုင်လဲသာသနာတွင်မှသာလုံနိုင်တာကြံတဲ့ကိစ္စတွေကသာသနာရှိရှိမရှိရှိလုံနိုင်သလားမလုံနိုင်ဘူးလားလုံနိုင်တယ်ကဲမိဘများကျွေးမွေးတာလုံလို့ရသလားမရဘူးလားကဲလူအချင်းချင်းကျွေးမွေးတာရသလားမရဘူးလားကြံတဲ့ကုသိုလ်ဘယ်ကုသိုလ်ပဲလုံလို့ရတယ်ဒါပေမဲ့စေတီတေတာမျိုးရှင်ပြုတာမျိုးကြတော့ဘာနဲ့တွေ့မှလဲသာသနာတော်နဲ့တွေ့မှဘယ်နှမျိုးရနံပါတ်1ကနံပါတ်2ကနံပါတ်3ကြည့်ယဟန်ခံပေးခြင်းနဲ့ဘာပေးခြင်းလဲခုတချို့တရားဓမ္မတွေယဟန်ခံထားတွေမရှိဘူးလားရှိတယ်ဟုတ်လားနော်ကိုယ်အိမ်မှာဆုံးခံကြွတဲ့ကိုရင်လေးကနေစကြွလာပြီးတော့ထောက်ပံ့လာလိုက်တာအသက်လေးလည်းပဲရလဲလာရောသူ့ကိုတို့ယဟန်ခံပေးကြတာမရှိဘူးလားယဟန်ခံပွဲကျင်းပသူကသာသနာတော်အတွက်ကြိုးစားပန်းစားနဲ့ဆောင်ရွက်အဲ့ဒါမျိုးဆောင်ရွက်နေလိုက်ရင်ကိုယ့်အတွက်ကုသိုလ်ရသလားမရဘူးလားရတယ်ဟုတ်လားတူးတဲ့အတွက်မဟုတ်ဘူးကိုယဟန်ခံပေးထားတဲ့ဒီယဟန်ကနေပြီးတော့သာသနာပြုလုပ်ငန်းတွေလုပ်နေသမျှသာသနာရေးလုပ်ငန်းတွေလုပ်နေသမျှအဲ့ဒီယဟန်ခံတဲ့ပုဂ္ဂိုလ်ဒီကုသိုလ်ရသလားမရဘူးလားရတယ်ဟုတ်လားအဲ့ဒါကြောင့်မို့ဒီယဟန်ခံပွဲဆိုတာလေဘယ်အတွင်းမှာသာရနိုင်တာလဲသာသနာတော်အတွင်းမှာသာရနိုင်တာအဲ့ဒါကြောင့်မို့တို့သူတော်စင်များကယဟန်ခံပြီးတဲ့အပိုင်းပဲလည်းပဲနော်သိမ်ထက်တာနဲ့စာရင်ယဟန်ခံပြီးတာကပိုကောင်းတယ်ဟုတ်လားဘယ်ဟာပိုကောင်းလဲသိမ်ထက်တယ်ဆိုတာကတို့တချို့တော်တော်များများကနာမည်ကြီးတဲ့ဆရာတော်ကြီးများပေါ့နော်အဲ့ဒါမျိုးဆရာတော်ကြီးများကိုသွားကြည့်လိုက်တချို့အကျိန်1000တိကျော်နေတာတွေရှိတယ်ဘယ်လောက်ကျော်နေလဲအကျိန်1000တိကျော်နေတာတွေရှိတယ်နေတိုင်းသိမ်ထက်နေရတော့ဆရာတော်ကြီးတောင်သိမ်ထက်ရတာနဲ့ယောဂဖြစ်လောက်တယ်နော်အဲ့ဒါမျိုးတွေရှိသလားမရှိဘူးလားရှိတယ်အဲ့ကြတော့လူတွေထင်တာကဒီလိုနာမည်ကြီးနေတဲ့ဆရာတော်ကြီးနန်းကိုသွားပြီးတော့ကတ်လိုက်တာနဲ့တပြိုင်နဲ့လှူလိုက်တာနဲ့တပြိုင်နဲ့ငါတော့အကျိုးအပြည့်ရမှာပဲဟေးလို့ယုံသလားမယုံလားယုံကြည်ချက်နဲ့တနည်းအားဖြင့်ပြောရင်တော့လောဘနဲ့လှူတာပေါ့ဘာနဲ့လှူတာလဲလောဘတရားနဲ့အဲ့ဒါမျိုးလှူရင်အဲ့ဒီပုဂ္ဂိုလ်ဒီအကျိုးအပြည့်ဝရနိုင်ရဲ့လားမရနိုင်ဘူးအဲ့ကြတော့ဘလူဟာမျိုးကိုရမ်းခံရင်ဘိုးကောင်းတယ်လေလို့ပြောရင်ဆုံးခံကြွနေတဲ့တန်ဃာတော်များထဲမှာကြည်ကြည်စာပေတကယ်လုံနေတဲ့ပုဂ္ဂိုလ်ကိုရှာရဘာရှာရမလဲစာပေတကယ်လုံနေတဲ့ပုဂ္ဂိုလ်ကိုရှာရမယ်သူเจ้าကိုလိုက်ကြည့်လိုက်စာပေနဲ့တကယ်နေသလားမနေဘူးလားနေတဲ့ယဟန်တော်များဆိုရင်တော်တော်များများဆင်းရဲတယ်ပြည့်တဲ့ဆင်းရဲသလားမဆင်းရဲဘူးလားစာပေသမားကတကယ်ဆင်းရဲတယ်နော်စာပေသမားကတကယ်ဆင်းရဲတယ်ဆိုခုဥစဉ်တို့စပြီးတော့ယဟန်ဖြစ်တဲ့အချိန်ကြည့်ပေါ့နော်ဥစဉ်တို့ယဟန်ဆိုတကယ်တမ်းကတော့ဥစဉ်တို့တုန်းကယဟန်တကာတွေပေါ်သားကောင်းတယ်ဒါပေမဲ့ယဟန်တကာမပေါ်ဘူးကိုရင်ဘဝနဲ့ဥစဉ်တို့အကြီးတန်းပြီးတယ်နော်အကြီးတန်းပြီးတယ်ဆိုသိန်းယဟန်အရွယ်ရောက်တဲ့အခါကျတော့လေကိုယ်အိမ်ကပဲယဟန်ပြုတ်ပေးလိုက်တာကိုရင်ဝတ်တုန်းကလည်းပဲအိမ်ကရှိလို့လားပြောတော့အိမ်ကလည်းပဲမရှိဘူးဒါပေမဲ့ဖြစ်အောင်ကြိုးစားပြီးတော့သူကလှုပ်တယ်စာသင်တဲ့အပိုင်းကြတော့လည်းပဲဘယ်အခက်ခဲတွေတွေ့တယ်လဲလို့ပြောရင်စာအုပ်စာတမ်းတူတဲ့ပုဂ္ဂိုလ်သိမရှိဘူးစာသင်သားကိုတူတဲ့ပုဂ္ဂိုလ်မရှိဘူးဆရာတော်များကြောင်းသွားပြီးတော့ဒါပိဋကတ်သုံးပုံမှာဖရာဒါကတော့ဘာပါဖရာနဲ့တူတာရှိတယ်စာသင်သားမဲ့ကြတော့မရှိတော့ဘာတွေလုပ်ရတယ်လဲလို့ပြောရင်ဝါဆိုမှာသင်္ကန်းလေးရရင်အဲ့ဒီသင်္ကန်းရောင်းပြီးတော့ဘာဖြစ်လို့ရလဲစာအုပ်စာတမ်းကိုပြန်ဝယ်ပြီးတော့အဲ့လိုသင်နေရတဲ့တန်ခါများအများကြီးပဲရှိသလားမရှိဘူးလားမစိုးရင်တိုက်ဆရာတော်ဘွဲ့ဘယ်သူတဲ့လဲဆရာတော်ဥယျာဇဓမ္မမရှိဘူးလားဆရာတော်ဥယျာဇဓမ္မရဲ့အထုပ်ပတ်တိဖတ်ဘူးလားဆရာတော်ဟာသာသနာစိတ်ကလည်းပဲအပြည့်ကျိုးစားမှုကလည်းအပြည့်ဘိဝန္တာစာမိုးဝဲမန္တလေးမှာကျင်းပတာမရှိဘူးလားစัจ jati ဟာအသင်းကြီးမှာဝင်ပြီးတော့ဖြေလိုက်တယ်ဆရာတော်ကအဲ့စာမိုးဝဲပြီးသွားပြီမဲ့ရန်ကုန်မှာရှိနေတဲ့စေတီယင်္ဂနစာမိုးဝဲသွားမဖြေနိုင်ဘူးဘာစာမိုးဝဲမဖြေနိုင်ဘူးလဲစေတီယင်္ဂနစာမိုးဝဲမဖြေနိုင်ဘူးဘာကြောင့်မဖြေနိုင်တာလဲပြောရင်လမ်းစရိတ်မရှိလို့ပြည့်တဲ့ဘာစရိတ်မရှိလို့
သာကတော်ပြီးသားလမ်းစရိတ်မရှိတာနဲ့တည်းအဲ့ဒါသွားမဖြေလိုက်ရဘူးကဲအဲ့ကြတော့ဒီအခုအချိန်ရောက်မှသာမစိုးရိမ်ဆရာတော်ကြီးမစိုးရိမ်ဆရာတော်ဖရာကြီးဥယာသဓမ္မဆိုနာမည်ကြီးသလားမကြီးဘူးလားတစ်ချိန်တုန်းကအဲ့ဒါမျိုးရှောက်လန်းခဲ့ရတာတို့သူတော်စင်များထောက်ပံ့ရင်ကြီးပွားနေတဲ့ဆရာတော်များကိုမထောက်ပံ့တာဘာမှမဖြစ်ဘူးဟုတ်လားနော်ဒီနားမှာလည်းပဲသာသနာပြုလုပ်ငန်းဘာလုပ်ငန်းတွေရှိသလဲတော့စဉ်းစားရဘာလုပ်ငန်းတွေလုပ်နေတာချို့စာတင်နိုင်လေးတွေဖွင့်တာမရှိဘူးလားရှိတယ်စင်စင်ရဲရဲနဲ့ဖွင့်နေကြတာစင်စင်ရဲအဲ့ဒါမျိုးတိုက်မျိုးကြတော့တို့ကဦးစားပေးပြီးတော့လှူဒန်းပေးရမယ်တော်တော်များများကပရိယတ်သမားကိုသိပ်ပြီးတော့အားမကြဘူးဘု து ကိုပဲပိုကြည်ညိုတယ်လဲပြောရင်ပฏิပတ်ကိုသာကြည်ညိုတာများတယ်ဘယ်ပဲကြည်ညိုလဲအေးပฏิပတ်သမားဆိုရင်တော့ကြည်ညိုတယ်တကယ်တမ်းကအဲ့ဒီပฏิပတ်ဒီဘယ်ကသွားတာလဲပြောရင်ပရိယတ်ကသွားတာဘယ်ကသွားတာလဲပရိယတ်အခြေသာပြုတ်လိုက်ရင်အဲ့ဒီပฏิပတ်ပြုတ်ကြလိမ့်မယ်ကြသလားမကြဘူးလားအေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များကကိုယ်အိမ်မှာဆုံးခံကြွရတဲ့ရန်တန်ဃာများတက်နိုင်သမျှနဲ့ရန်ခံပွဲကျင်းပလို့မရဘူးလားအေးအဲ့ဒါမျိုးလေးတွေရန်ခံနိုင်တာဒီလဲပဲဘာနဲ့တွေ့မှာလဲသာသနာတော်နဲ့တွေ့မှာဘာနဲ့တွေ့မှာလဲသာသနာမိခင်ဖြစ်ဖို့ဆိုတာလွယ်ရလားသာသနာမိခင်ဖြစ်ဖို့မလွယ်ဘူးသာသနာဖခင်ဖြစ်ဖို့မလွယ်ဘူးဒီပြန်ဟာတွေကအကုန်လွယ်တယ်ဟုတ်လားတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမေဖေဖြစ်ဖို့လေလွယ်တယ်လွယ်သလားမလွယ်ဘူးလားဒီဘဝမလွယ်ရင်နောက်ဘဝမလွယ်ရင်နောက်ဘဝတဘဝမှာတော့ကိုသွားပြီးတော့သုံးနိုင်တယ်သုံးနိုင်သလားမသုံးနိုင်ဘူးလားသုံးနိုင်တယ်ဒါပေမဲ့ယဟန်တပါးရဲ့မေတော်ဖြစ်ဖို့ယဟန်တပါးရဲ့ယဟန်တကာဖြစ်ဖို့ရှင်းတကာဖြစ်ဖို့ကြလွယ်ရလားဘာနဲ့တွေ့မှပဲရတာလဲသာသနာတော်နဲ့တွေ့မှပဲရတာအဲ့ဒါကိုမမေ့ပါနဲ့ဟုတ်လားအဲ့ဒါကြောင့်သာသနာတော်တွင်လုံနိုင်တဲ့ဒါနဘယ်နှမျိုးရှိသွားလဲဘာတွေလဲပြောရင်အေးနောက်တစ်ခုကသင်္ကန်းလှူဒန်းခြင်းနဲ့ဗါတယ်လေသင်္ကန်းလှူဒန်းခြင်းသင်္ကန်းလှူဒန်းခြင်းဒီလဲပဲဘာရှိမှရတာလဲသာသနာတော်ရှိမှသာသနာအတွင်းမှသာရသာသနာတော်ထုံးကားတဲ့အချိန်မှသာရတာသာသနာတော်မှာတာဝန်ထမ်းကြတဲ့ရန်တန်ဃာများမရှိရင်သင်္ကန်းလှူတရားရှိသေးလားမရှိတော့ဘူးအဲ့ဒါကြောင့်သာသနာတော်ထုံးကားနေတဲ့ဒီအချိန်ဒီကာလမှာကိုတက်နိုင်သမျှသင်္ကန်းလှူဘူးအောင်လှူတဲ့နဲ့ဟုတ်လားလှူတဲ့လားမလှူတဲ့ဘူးလားအေးဘာလို့လဲပြောရင်သာသနာတော်နဲ့တွေ့နေလို့ဘာနဲ့တွေ့နေလို့လဲနမူနာလေးတစ်ခုပြောပြမယ်တို့သူတော်စင်များအခုဘိက္ခုယဟန်ကိုသာသင်္ကန်းလှူလို့ရတယ်ဘိက္ခုနီယဟန်မကိုသင်္ကန်းလှူခွင့်ရသေးလားမရပါဘူးဗျာဘာလို့မရတာလဲဘိက္ခုနီသာသနာကွယ်သွားလို့ပြိဋိဘာဖြစ်သွားလို့လဲအေးယဟန်မိမသာသနာကကွယ်သွားတဲ့အတွက်ကြောင့်မို့တို့သူတော်စင်များဘလောက်ပဲလှူခြင်းနဲ့ပြောလှူခွင့်ရသေးလားဒါပေမဲ့ခုယဟန်တန်ဃာများရှိသလားမရှိဘူးလားအေးအဲ့ဒါကိုယ့်ရဲ့အိမ်မှာကြွလာတဲ့တန်ဃာများဒါမှမဟုတ်ရင်စတင်တိုင်းများမှာသွားပြီးတော့ဝါဆိုခြင်းရောက်တဲ့ကကထိန်ချင်းရောက်တဲ့ခါသွားလှူလို့မရဘူးလားတက်နိုင်သမျှလေးစုပေါင်းပြီးတော့သွားလှူလို့လည်းရတာပဲဟုတ်လားနော်အဲ့လိုလှူကြတဲ့ပုံကိုယ်တွေလည်းတော်တော်များတယ်များသလားမများဘူးလားခုဦးဇင်းတို့ဒီနှစ်ပေါ့တောင်တန်းဒေသကိုဦးဇင်းတို့ကထိန်ခင်းမှုရတယ်ဒါစီစဉ်ထားတာနော်ကထိန်ခင်းမှုရစီစဉ်ထားတယ်ဆိုတော့နောက်ဝါဆိုတုန်းကလည်းဝါဆိုသင်္ကန်းလှူဖို့ရစီစဉ်တယ်ဆိုတော့ဒီအတန်ကြားလိုက်တာနဲ့တပြိုင်နက်တချို့ပုဂ္ဂိုလ်များကတစုံစနှစ်စုံစဆရာတော်ဥဒိဋ္ဌစီသွားလှူတာတွေမရှိဘူးလားအေးဆရာတော်ဥဒိဋ္ဌတို့နဲ့ဦးဇင်းတို့နဲ့တော့အတူတူသွားပြီးတော့လှူနေကြအဲကြောင့်ဆရာတော်ကြီးစီမှာအခုချိန်မလဲပဲတို့သူတော်စင်များသွားလှူလို့ရတယ်ကထိန်သွားခင်းဖို့ရဦးဇင်းတို့အစီအစဉ်လုပ်နေတာရှိတယ်ဇွတ်ညစ်တာမဟုတ်ဘူးပြည့်တဲ့သရာတရားနဲ့ကိုရှိသမျှလှူမယ်ဆိုရင်နော်အဲ့ဒီမှာသွားပြီးတော့လှူဒန်းလို့ရတယ်ဘာလို့လဲပြောရင်ဦးဇင်းတို့ကတောင်နန်းကိုကိုယ်တိုင်သွားထားတော့တောင်နန်းဒုက္ခကကောင်းကောင်းကိုသိတယ်နော်ဦးဇင်းတို့သွားတဲ့အချိန်ဆိုဒီမှာကြည့်လိုက်တော့မိုးတွေဒီလောက်ရွာအိုက်ပြုတ်ရက်ခတ်ပြီးတော့နေရဟိုမှာကျတော့ခြုံတယ်နဲ့နေရတာဟုတ်လားနော်ခြုံတယ်နဲ့နေရတယ်အဲ့ဒါကြောင့်မို့ဒီရန်တော်များကစုပေါင်းဘယ်လောက်ရှိတယ်လဲပြော310ရှိတယ်ဘယ်လောက်ရှိလဲဒါမြန်မာနိုင်ငံတနိုင်ငံလုံးမှာသာသနာပြုတဲ့ရန်တော်310ရှိတယ်အဲ့ဒီ310ကိုဦးဇင်းတို့သင်္ကန်းရယ်ကျန်တဲ့တို့အခင်းပေါ့ဒါမျိုးအခင်းအဲ့ဒါကိုတပါးကိုဦးဇင်းတို့2ဂိုက်စာနော်2ဂိုက်စာလောက်ဒါခံမှန်းပြီးတော့ခံမှန်းကိုမဟုတ်ပါဘူး2ဂိုက်စာလောက်ကိုလှူကြနော်ခ
နှစ်ကိုက်စာကြတော့ဘလောက်ကြတယ်လဲပြောရင်တကိုက်ကို9000ဆိုတော့နှစ်ကိုက်ဆိုတော့1000ကြတယ်နော်အဲ့ဒါကိုဦးဇင်းတို့အခုစီစဉ်လုပ်နေတယ်ဆရာတော်ကြီးကိုယ်တိုင်သွားပြစ်ဖို့ရများတယ်ဦးဇင်းကတော့တရားဝဲများဆက်နေတဲ့အတွက်ကြောင့်မလိုက်နိုင်ဘူးအဲ့ဒီဌာနတွေမှာတို့သူတော်စင်များတက်နိုင်သမျှလူလို့ရတယ်ဦးဇင်းတို့မြို့ထဲနေတဲ့ဘုန်းကြီးမလူဘာမှမဖြစ်ဘူးဖြစ်ရလားအဲ့ဒီတောင်တန်းဒေသမှာရှိကြတဲ့ရန်တော်များတကယ်ဆင်းရဲတယ်ခုလောလောဆယ်ကိုကပြီးခဲ့တဲ့နှစ်ကတဘာပြန်တော်မူတယ်ဒီနှစ်တဘာပြန်တော်မူတယ်ဘာလို့လဲပြောရင်ငှက်ဖျားတံခံရလို့ဘာတံခံရအဲ့ဒါကြောင့်မို့သူတို့ဒီမှာဆင်းရဲတာတွေရှိပါတယ်လှူခြင်းနဲ့ဆိုရင်ပြောတာပါဟုတ်လားနော်ဘာလှူလို့ရလဲသင်္ကန်းတွေလှူလို့ရတယ်အဲ့ဒါဒီဘာနဲ့လုံးဆိုရင်သာသနာတော်တွင်နဲ့တွေ့မှဘာနဲ့တွေ့မှလဲသာသနာတော်တွင်နဲ့တွေ့မှဘယ်နှချက်ရသွားလဲကဲဘာတွေလှူဒန်းနိုင်လဲနောက်တစ်ခါကျောင်းဆောက်လှူဒန်းလို့ရတယ်တဲ့ဘာဆောက်လှူဒန်းလို့ရရှင်မယားကျောင်းဆိုတော့ဘယ်နေတာမို့ဒီတို့ကဘယ်တက်နိုင်မလဲဖေဟာလို့ပြောเสียရှိတယ်နော်ကျောင်းဆိုတဲ့အပိုင်းမှာလည်းပဲတို့မြို့ထဲကျောင်းနဲ့တောင်တန်းကျောင်းကတော့ကွာတာပေါ့မြို့ထဲမှာရှိတဲ့ကျောင်းတွေကြတော့အတော်သင့်နေတယ်တို့ရရလားမရဘူးခုခေတ်ဆိုရင်900လောက်မှတော်တော်အကောင်းရတယ်နော်တော်သင့်ချို့ကျောင်းတွေမှာဆိုရင်သိန်း3000လောက်5000လောက်ကုန်တာတွေမရှိဘူးလားမြို့တွင်းမှာကြတော့အဲ့လောက်များခုဦးဇင်းတို့တောင်တန်းမယ်ကြတော့ကျောင်းကဦးဇင်းတို့စရင်ကောက်တာ3မျိုးရှိနော်ဖက်ရွက်နဲ့နေရတဲ့ကျောင်းဘာကျောင်းလဲဖက်ရွက်နဲ့နေရတဲ့ကျောင်းရဲ့တက်ကယ်ဒဲပုံစံမျိုးပေါ့နော်တက်ကယ်ဒဲပုံစံမျိုးနည်းနည်းချင်းချင်းခိုင်ခိုင်ခန့်ခန့်အသားလေးတွေနဲ့ဆောက်တဲ့ကျောင်းရဲ့တို့နောက်ဆုံးအဆင့်ကတော့တို့အုပ်နဲ့ဆောက်တဲ့ကျောင်းရဲ့3မျိုးရှိတယ်အဲ့ဒီမဲ့မြန်မာယဟန်တော်များအခုတောင်တန်းသာသနာပြုတဲ့ယဟန်တော်များနေတဲ့ကျောင်းတော်တော်များများဒီဟုတ်လားဖက်ရွက်အဆင့်မှာပဲရှိတယ်ဘယ်အဆင့်မှာပဲရှိလဲဖက်ရွက်အဆင့်မှာပဲရှိတယ်အဲ့ဒါကျောင်းတစ်လုံးတို့သူတော်စင်များသရတရားရှိလို့ငွေလည်းပဲတော်တင်တက်နိုင်လို့လူတန်းရင်15သိန်းဆိုရဘယ်လောက်ရလဲ15သိန်းဆိုရင်ရတယ်အဲ့ဒါမျိုးကျောင်းတွေကိုအခုဦးဇင်းတို့သာသနာရေးဌာနနဲ့ချိတ်ဆက်ထားပြီးတော့ဘယ်နှကျောင်းကဘလို့ဖြစ်နေတယ်လဲနေလို့ထိုင်လို့အဆင်ပြေတဲ့ကျောင်းအဆင်မပြေတဲ့ကျောင်းများကိုသိရင်ခွဲပြီးတော့ဦးဇင်းတို့အဲ့ဒီလုပ်ငန်းတွေလုပ်နေရှိပါတယ်အဲ့ဒီကျောင်းများသည်လည်းပဲဘယ်အတွင်းမှာသာလုပ်လို့ရတာလဲသာသနာတော်အတွင်းမှာသာလုပ်လို့ရတာဘယ်အတွင်းမှာသာလုပ်လို့ရသာသနာတော်အတွင်းမှာသာလုပ်လို့ရတယ်အဲ့လိုဆိုတော့သာသနာတော်အတွင်းမှာလှူနိုင်တဲ့အလူဘယ်နှမျိုးရှိလဲ5မျိုးရှိတယ်ကဲမှတ်မိအောင်ပြောကြည့်ပါဦးဘာတွေတဲ့လဲရှင်ပြုခြင်းသင်္ကန်းလူဒန်းခြင်းဘယ်နှမျိုးရှိလဲအဲ့ဒီ5မျိုးရှိတဲ့ကဒီနေ့လှူတဲ့အလူသည်ရှင်ပြုအလူဘာလူလဲရှင်ပြုအလူပါဗျာဉာဏ်ခန္ဓာပါသေးလားရှင်ပြုတဲ့အလူဘာလူတဲ့လဲရှင်ပြုတဲ့အလူဆိုတော့ရှင့်တကာရှင့်အမဖြစ်သလားမဖြစ်ဘူးလားရှင်သာမဏေများရဲ့မေတော်ခမည်းတော်ဖြစ်သလားမဖြစ်ဘူးလားအဲ့ဒီနာမည်သည်ဒီလိုလုံးမှရတာငွေရှိယုံနဲ့မရဘူးအာနာရှိယုံနဲ့မရဘူးပညာတက်ယုံနဲ့မရဘူးရရလားဒီဟာမျိုးလုပ်ပြီးမှရှင့်ရဲ့မေတော်ခမည်းတော်ဖြစ်တာအားကြောင့်မို့ရဖို့လွယ်ရဲ့လားမလွယ်ဘူးဒါပေမဲ့ရှင်ပြုဝဲဆိုပေမဲ့တာမန်နဲ့မရဘူးရှင်ပြုရမှာပြည့်စုံရမယ်အင်္ဂါ3ချက်ရှိတယ်တဲ့ဘယ်နှပါရှိ3ပါပါဗျာတာမန်နဲ့တင်အလှပွဲပြီးတာမဟုတ်ဘူးရှင်ပြုဝဲပြုတဲ့အပိုင်းမှာရှင်ပြုမယ်ဟဲ့လို့ဆိုရင်အင်္ဂါ3ချက်နဲ့ပြည့်စုံရမယ်ဘယ်နှချက်နဲ့ပြည့်စုံရမလဲ3ချက်နဲ့ပြည့်စုံရမယ်နံပါတ်1ဘာလဲလို့ပြောရင်ခေါင်းရိပ်ရဘာရိပ်ရမလဲခေါင်းရိပ်ရပါဘူးဒါတော့ပြည့်စုံတယ်ပြည့်စုံသလားမပြည့်စုံဘူးလားပြည့်စုံတာသိကြတယ်နောက်တစ်ခုကဘာလုပ်ရမလဲပြောရင်သင်္ကန်းဝိရဘာဝိရမလဲဘယ်နှပါးရနံပါတ်1ကနံပါတ်2ကနံပါတ်1ခေါင်းရိပ်ပေးရမယ်နံပါတ်2ကသင်္ကန်းဝိပေးရမယ်တဲ့အဲ့လိုသင်္ကန်းဝိဆိုတဲ့အခါကျတော့တို့သူတို့စင်များဒီနန်းမှာပရိက္ခရာလေးတွေကအရေးကြီးလာတယ်ဘာလေးတွေကအရေးကြီးကိုလူတဲ့ပရိက္ခရာဒီအတုမဖြစ်စေရဘူးဘာမဖြစ်စေရဘူးလဲပရိက္ခရာဘယ်နှပါးရှိဘာတွေလဲပြောရင်သဘေသင်္ကန်းဤဖနက်
gì xếp ba cái là gì là âm nhạc gì thì rồi bây giờ vẫn là ba về gì đó xếp ba về gì đó hoặc là năm bát đi tập về tiếng Anh à vẫn là thế tiếng Anh vẫn là thế thế cái đó là đúng để gì à vẫn là thế gì à lẽ còn rồi giờ hàng người gì về thà đâu nó giờ hàng rồi tiếng Anh là thế đấy này mày giàu vẫn là thế mà lẽ đúng để số đó cả bao nhiêu này tiếng Anh thì bao nhiêu siêu lá áo cả quên để tiếng Anh siêu lá nó đó cả không tiền thà để tiếng Anh siêu lá ở đó có cái gì tiếng mày đủ câu à câu đấy lẽ tên đi áp phim tiếng Anh gì à gì đấy lẽ vấn đề thế lẽ đúng đấy Adam tập về tiếng Anh luôn mà lâu lại này đúng đấy dùng mà phải khởi gì mà hoặc là nó phải đấy lẽ tập về cái gì tiếng mày cái tiếng Anh gì luôn lâu lại phải đấy luôn tiếng Anh gì bao giờ vậy lẽ liêm vô nói theo bài gì đi bài gì lẽ khá ban du thế lại bài thế lại lẽ khá ban du bài du đấy lẽ bao giờ vậy ngã miêu giờ vậy nói theo bài gì đi lẽ tên đông đa bài ra đấy lẽ tên đông đa cái nó cũng giờ vậy nói được không cả bài đấy lẽ anh này anh chỉ lấy thế lại bài đấy đâu anh này anh chỉ nói được không cả gì thế vấn đề miêu giờ cái biên bây giờ đi xem mất thảo ở đó bố bà già này đi tiền này đi tiền là tập về cái gì về mày tiếng Anh gì khá ban du tiếng Đông Đa anh này chỉ gì thế ở đó bao lâu có phải khởi ra xếp ba đấy cái giết đồng bài là giết đồng mà bảo vũ phân nắp bài là thi bài là hoặc là ở đây là đi ông lâu thà vấn đề ba đấy lẽ xếp ba ở đây mà ở đâu mà phải gì ảo rồi tập về cả plastic đấy tập về mà phải ảo mà phải ảo lẽ plastic đấy tập về bao giờ mà phải ảo lẽ lúc rồi cái plastic đấy tập về lý thì tập về này tung lại lưu đi cả tập về này lùi cả chạy ba cả chạy lẽ lùi chạy đấy khai rồi ba phải là này lẽ lúc rồi nào bên chú ấy lưu đấy xem mà giàu đó lẽ nó ba lưu mà lẽ đi tập về mà lưu vào chú ấy lưu lại đi ra về thôi đi rồi nào bên bà này bà vô mà lấy về làm việc sống khăn này lưu này lại down này phong hoa này sống khăn ra đấy phong nhị này lại down này bốc cụ chuyện bà chuyện多đủ chuyện多đủ mà bảo là nó ở làm nhiều chuyện rồi biết là mình đẹp là đẹp đấy ở đó trong tập về mà năm nhiều gì đấy nhị tập về đàn tập về ba tập về này ba tập về nhị tập về lưu chuyện lưu đàn tập về lưu chuyện lưu ba tập về mà lưu vào lẽ plastic đấy tập về đó mà lưu lại bà này ba mà lưu vào lẽ plastic tập về mà lưu vào nào gọng gì đã ba ra đấy lẽ gọng gì đã cả dễ lưu ya là ya lưu hoặc là cô cái lại bây giờ chỉ là cái cô gì tiếng Anh với ông lưu mình gọng gì đã yêu cái rồi hoa rồi bao giờ rồi mà đi yêu thoát chả là dễ lưu ya là ba đã biết plastic đã rồi cái chết lưu ya là ở đó nhiều ở đâu mà lâu ở đâu lùi vào lâu mà lẽ ở đâu ở chỗ bên mẹ hoặc là ở đâu để mà lâu bạn ấy rồi tiền đông đa cái rồi dễ thấy gì rồi xí đông à đầm máu đi vào làm gì là ở đây đam nhiều đi rồi thấy dễ gì đấy trong ngủ qua bị rồi chỉ khúc kia này thì đông đồng lao động xí lao đấy nữa đông đồng lao động đã ưu tiên là mua vũ ra giá rồi mà đi rồi đông đồng lao xí mẹ thế nào đấy ở đây xem đi mà lưu chuyện lưu chuyện ba lưu ông rồi châu đá lấy điểm xí là ở lâu đó phía ông lưu plastic đấy đá rồi mà lâu nè đông ya là ở đó thì chả mất à nào tiếng Anh lưu đấy cả rồi tiếng Anh này gì thế này qua ông lưu à mẹ hoặc là bà này bà này lẽ tiếng Anh này gì thế qua ông lưu à mẹ thế khai tiếng Anh này gì thế cả yon nữa cô em nhá xem phiêu đấy rồi chú cô nhí đi bà là làm siêu là cái cô nhí mấy bữa sau trả lại tiếng Anh với ông rồi lưu giá đấy với khai lưu mấy à lưu giá đấy xem gì là mà biểu cô nhí ở đó khán này khó ta là miếng tiếng Anh này đi này xem mà biểu rồi bị đó khán này quên bị thì cha quên baby thôi mà biến thâu là đó hoặc là nó ở đó nhiều tiếng Anh đi bố bà ra chú rồi chơi mà lâu bà này
ကိုဝိတဲ့ခါလုံသလားမလုံဘူးလားကိုကြတော့လုံလုံချုံချုံဝိထားပြီးလှူတဲ့အခါကျမှမလုံမချုံလှူလိုက်ရင်ဟုတ်လားတရားရဲ့လားအေးအဲ့ဒါကြောင့်သင်္ကန်းလှူတဲ့အခါပို့တို့ပါရာကျွတ်တို့ကျဲတဲ့လေးတွေမလုပ်ပါနဲ့နော်နောက်တစ်ခုကခပန်းကျိုးဘာကျိုးလဲခပန်းကျိုးလည်းပဲကလေးတစ်ပတ်ကတော့ပတ်လို့ရအောင်လို့တစ်ခါလေးကျတော့ကလေးဘိုက်နဲ့ရှင်ပြီးတော့ကြည့်လိုက်တာတဝက်တင်ကုန်သွားဟုတ်လားနော်အဲ့ဒါမျိုးခပန်းကျိုးလေးတွေလည်းရှိတယ်ခပန်းကျိုးလေးလည်းသေးသေးချာချာကြနာနာဖြစ်ဖို့ရလိုတယ်လိုသလားမလိုဘူးလားအေးအဲ့ဒါကြောင့်မို့ရှင်ပြုဆိုပေမဲ့အဲ့ဒါတွေဒီမိမ့်မယ်ပြိတ္တိဟုတ်လားနော်ခုဒီမှာကြည့်လိုက်တဲ့အခါရှင်ပြုပွဲတကယ်အောင်မြင်တဲ့ရှင်ပြုပွဲဆိုရင်ခေါင်းရိပ်ပေးရမယ်ဘာလို့ရမလဲခေါင်းရိပ်ပေးရမယ်နံပါတ်1ကသင်္ကန်းဝတ်ပေးရမယ်သင်္ကန်းဝတ်တဲ့အပိုင်းမှာလည်းပဲသင်္ကန်းကိုတို့ကိုရင်လေးတွေဆိုပြီးတော့ဝင်းသွားကွင်းမပေးရအောင်အောက်ကတက်မိုင်ရန်နေဝတ်တဲ့သင်္ကန်းကွင်းနေဝတ်တဲ့သင်္ကန်းဘယ်လိုသင်္ကန်းလဲရန်ကြီးဟုတ်လားနော်ရန်ကြီးမို့အပေါ်ကခပန်းကျိုးဗုဒ္ဓကခွင့်ပြုထားတာဘာခွင့်ပြုထားတာလဲခပန်းကျိုးဆိုတာအပေါ်ကခပတ်ကိုပြောတာနော်ခပတ်ကိုခွင့်ပြုထားတာအဲကြတော့ဒီဟာမပါဘဲနဲ့တကယ်လို့မြန်လေမြန်လာလိုက်ရင်ဟုတ်လားအကုန်လုံးပါသွားเสียအကြောင်းရှိတယ်ဟုတ်လားနော်အကုန်ပါသွားเสียအကြောင်းရှိတဲ့အတွက်ကြောင့်အဲ့ဒါဘာခွင့်ပြုထားလဲခပန်းကျိုးခွင့်ပြုထားတာအဲ့ဒါကိုကိုကခပန်းကျိုးကဟိုမမီဒီမမီဆိုရင်တခါလေကိုရင်လေးတွေဆုံးခံပြန်လာတစ်မိုင်ကိုသူကပခုံးပေါ်တင်ပြန်လာဘယ်ပေါ်တင်လာလဲအောက်ကိုဒရင်တိုက်ဖြင်းနေတယ်အဲ့ဒါအကုန်ကျွတ်ထွက်ပြီးပခုံးပေါ်တင်ပြီးဒီတိုင်းပြန်လာတာတွေရှိတယ်ခပန်းကျိုးလေးတရဖြစ်ရမယ်ဟုတ်လားနော်အဲ့ဒါကြောင့်ပရိက္ခရာဘယ်နှပါလဲမှတ်မိရဲ့လားအေးအဲ့ဒါလေးတွေစစ်မှန်မှန်ဖြစ်ရင်တကယ်အလှပါပဲနောက်တစ်ခုကကြတော့ဘာလို့အောင်ဆိုတရဏဂုံ3ပါးပြီးတဆိုရရမယ်ဘာလို့တက်ရမလဲတရဏဂုံဘယ်နှပါးရှိဘာတွေတဲ့လဲဓမ္မံတရဏံဂစ္ဆာမိအေးအဲ့ဒီတိုင်ပြီးတအောင်ဆိုရမယ်ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိလို့ပြီးတဆိုရမယ်အဲ့ဒီအရွယ်မှကိုရင်ဖြစ်တာတခါလေကျတော့ကဲကိုရင်လေးခေါ်ခဲ့သီလပေးအောင်ဆိုရှင်မရနို့တိုက်တော့မှဖေဟာအဆင်ပြေရလားအဲ့ဒါမျိုးမဖြစ်စေနဲ့ဟုတ်လားနော်အဲ့ဒါမျိုးဆိုဘယ်တရဏဂုံကရွတ်ရတော့ရွတ်ရပါမလားအေးအဲ့ဒါမရဖြစ်တတ်တယ်အဲ့ဒါကြောင့်တကယ်ရှင်ပြဝဲအစစ်အမှန်ဒီ3ခုပြီးတလောက်ရဘယ်နှခုလဲနံပါတ်1ခေါင်းရိပ်ပေးရမယ်နံပါတ်2သင်္ကန်းဝတ်ပေးရမယ်နံပါတ်3ကတရဏဂုံ3ပါးပြီးဘာလို့ရမလဲထိုတတ်ရမယ်တဲ့အဲ့ဒါစုပေါင်းဘယ်နှပါလဲ3ပါးအဲ့ဒါညီညွတ်အောင်လုပ်ရင်တို့သူတော်စင်တို့ရဲ့အလူသည်လှူတတ်အောင်လှူတဲ့အလူပဲဘာလူလဲအေးအဲ့ဒါကြောင့်ဦးစင်းကတိုက်တွန်းနေတာတရားကောင်းစီပါတယ်လေလှူတတ်အောင်သာလှူလိုက်ပါတဲ့ပါတယ်လေအဲ့ဒါမျိုးလှူမှအကျိုးရှိမှာနှမို့ဆိုရင်အကျိုးရှိနိုင်ရဲ့လားအေးအဲ့ဒါကြောင့်မို့တရားကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရင်ဒါနမပြုတ်နိုင်ခြင်းရဲ့အကြောင်းဘယ်နှပါးရှိလဲ2မျိုးရှိတယ်နံပါတ်1ပါတယ်လေပမာဒမေ့လျော့ခြင်းနောက်တစ်ခုကမစ္ဆေရဝန်တိုခြင်းတဲ့အဲ့ဒါရှိရင်ဒါနမပြုတ်ပြဘူးဒါနပြုတ်တဲ့နမ်းမှာမှတ်သားเสียဘယ်နှမျိုးရှိ3မျိုးရှိတယ်1နာမည်ကြီးခြင်းလို့အလူမပေးရဘူးအကျိုးတရားကိုသိမျှော်ကိုပြီးတော့အလူမပေးရဘူးဘယ်လိုလူရမလဲလှုပ်တဲ့လှုပ်ထိုက်တယ်လှူတဲ့လှူလိုက်လို့လှူတာပဲဆိုတဲ့စိတ်ဓာတ်ကိုအလှရှင်ကမွေးရမယ်မှတ်မိရဲ့လားအေးအဲ့ဒါမှတကယ်အလှဖြစ်မယ်နောက်ဒါနရဲ့မျက်မှောက်ရနိုင်တဲ့အကျိုးဘယ်နှပါးရှိလဲဘာတွေတဲ့လဲလူအများချစ်ခင်လေးစားတယ်ပေါင်းတင်ဆက်ဆံရတယ်ဘုံသတင်းကြော်စောတယ်နောက်တစ်ခုကစုပေါင်းဘယ်နှပါးအေးအဲ့ဒီ5ပါးအပေါ်ကသာလှူသင့်လှူထိုက်တဲ့စိတ်ဓာတ်နဲ့သာလှူရင်5ပါးကမတောင်းလဲရမယ်နောက်တစ်ခုကသာသနာတွင်မှာပြုနိုင်တဲ့ဒါနဘယ်နှမျိုးဘာတွေလဲပြောရင်ရှင်ပြုခြင်းရန်ခံပြီးခြင်းသင်္ကန်းလှူဒန်းခြင်းရဲ့မှတ်မိရဲ့လားအေးအဲ့ဒါသာသနာတော်တွင်နဲ့
တွေ့နေတဲ့အခိုက်အတန့်သာသနာတော်နဲ့တွေ့နေတဲ့အချိန်မှာလုံနိုင်အားလည်းပဲရှိနေရင်လုံတဲ့သလားမလုံတဲ့ဘူးလားနောက်တစ်ခါရှင်ပြုတဲ့နေရာမှာပြည့်စုံရမယ်အင်္ဂါဘယ်နှပါးလဲဘာတွေပြည့်စုံရမလဲသင်္ကန်းဝတ်ပေးရမယ်တရဏဂုံအဲ့လိုဆိုလို့ရှိရင်တို့သူတော်စင်တို့ရဲ့အလူသည်လှူတတ်အောင်လှူတဲ့အလူပဲဘာလူလဲအဲ့ဒါကြောင့်တရားကောင်းစီဘာပေးထားလဲလှူတတ်အောင်သာလှူလိုက်ပါလို့တိုက်တွန်းရင်းနဲ့ဒီနေ့ကြွားလာကြတဲ့အားလုံးသောသူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့သည်ဗုဒ္ဓရဲ့သာသနာတော်ကြီးနဲ့တွေ့နေတဲ့အခိုက်အတန့်မှာအလူတစ်ခုလုတ်ပြဲလို့ဆိုရင်လှူတတ်အောင်လှူတဲ့ပုဂ္ဂိုလ်များဖြစ်ကြကုန်ပြီလျင်ဘဝဘဝဒုဒုနဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်တရားတော်မြတ်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေဂုဏ်တော်ဟူ၍ပေါင်းစုကတောင်းစုပဋ္ဌာနာပြုလိုက်ကြကုန်ရာတည်းကဲဦးဇင်းကတစ်ခေါက်ဆိုပေးမယ်တို့သူတော်စင်များက၃ခေါက်စီလိုက်ပြီးတော့ဆိုဗုဒ္ဓသာသနာနေရောင်ဝါရှိကြလင်းစေသောသာဓုသာဓုသာ